ကျေးဇူးတော်ရှင်ဧကမဟာပဏိတမဟုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်20ရက်1လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောမဟာပုဏ္ဏမတုတ်တရားတော်ဒီပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လူလူတွေလည်းပါလာတယ်တရားဓမ္မကိုအာရဏိမှာနာနေကြတဲ့ပုဂ္ဂိုလ်တွေကပါလာတော့ဒီနေ့သီးသန့်တရားတစ်ပုဒ်ကိုဟောလိမ့်မယ်လို့မှတ်ထားရတယ်နော်သီးသန့်တရားတစ်ပုဒ်ကတရားဓမ္မတွေအမလံဖုတ်တန်နိုင်မယ်ဆိုတော့စောစီးရမှတ်ထားနော်ဘာဖုတ်တန်မလဲလို့မေးတဲ့အခါကျတော့သတ္တဝါတွေဟာကာမိကံဖာလို့ယူထားကြတယ်ရှိပါတယ်ကာမိကံဖာလို့ယူထားကြတယ်ဩကံသာရံမိကံသာရံဖာပဲသွားရရမှာပဲကံကောင်းဆောင်ပြီးကြတာနေကြရတာပဲဆိုတဲ့အယူဟာတော်တော်ဆွဲမဆွဲကြဘူးဆွဲတော့ကောင်းပြီဒီကံကဓမ္မတွေတန်တမှာဘယ်လိုအယူရှိနေသလဲလို့အမဲထုတ်လို့ကြည့်ဖြင့်လူသွားရအရေးပါတယ်လို့လိုက်နေတယ်လို့လည်းယူကြနွားသွားရလှည့်ပင်းလိုက်နေတယ်လို့ပဲလို့လည်းယူကြယူတာကိုဘုန်းကြီးတို့ကမှားတယ်လို့လည်းမဆိုပါဘူးမှန်တယ်လို့ဆိုရမှာလည်းမဟုတ်ဘူးဒါကြဲဒီလိုသိပဲရဘယ်နဲ့ကြောင့်လုံးလို့မဲတဲ့အခါကံဆိုတာနာငါးရုပ်လားလို့မဲလို့ရှိရင်ဘုန်းကြီးဓမ္မတွေတရားမှုကြီးဝနေကြတယ်စေနာကံလို့ပြောကြတယ်စေနာကံဆိုတာဒီနာပေါ့ဗျာနန္တရားဟာကကံလို့တုံးလာတဲ့ကထုတ်သွားတယ်နန္တရားကဘာပါလဲကံပြုလို့တုံးလာတဲ့ချုပ်သွားပြီလို့မှတ်ထားလိုက်စမ်းပါဘယ်ကလာသူနောက်ကလိုက်နေမလဲဆိုတာခင်ဗျားတို့ပဲတွေးကြည့်ပါတော့လိုက်နိုင်ပါတို့တော်ဓမ္မတွေယူဝါဒကဘယ်နဲ့ဖြစ်ပြီးကြတာနေတုံးလို့ပြောတော့ကောအိုးကံဆိုတာလူသွားရရိပ်ပါသလိုနွားသွားရလက်ဘိန်းပါသလိုလဲရင်ထူပေးမဲ့ပုံခလုတ်ကလေးရှိရင်ရှောင်ပေးမဲ့ပုံကံကနောက်ကနေပြီးအထေရဖြစ်နေမသေးတဲ့သဘောမျိုးနဲ့နောက်ကလိုက်နေတယ်လို့ဒီကကျဲလို့ယူထားကြလိမ့်မယ်လို့ဘုန်းကြီးထင်တယ်မှာပဲရောက်လေရောက်ပါတယ်တချို့မယူဘူးဩဒီလိုဆိုလို့ရှိရင်ဓမ္မတို့ကံဟာနောက်ကမြဲလိုက်နေတယ်တခါလောက်သာနောက်ကမြဲလိုက်ပြီးဒီကလာနေတယ်ဒီကံကမလိုက်တယ်ဘုကံကနောက်ကလိုက်နေတယ်လို့ယူရမယ်ဆိုလို့ရှိရင်ကံကကံပေါ်မှာသတ္တရဒိဋ္ဌိပါနေစဉ်းစားပါဓမ္မတို့ကံပေါ်မှာဘာပါနေပါလဲဒီဥစ္စာကိုအမှန်ကိုစိတ်ကပိဋကလာထားတဲ့ဆရာဓမ္မကမှဒီကြီးကိုဖြောင်းမပြေတော့ဘူးမပေးတော့ဘူးဆိုရင်ဖြင့်သတ္တရဒိဋ္ဌိပဲတော့ကြီးနေတယ်ဆိုတာသက်ဝင်နေတယ်ဆိုတဲ့ဥစ္စာဖြင့်ပြောရတယ်မပြောတတ်ဘူးကြက်ကြက်စဉ်းစားပါကြက်ကြက်စဉ်းစားပါဘာကြောင့်ကြက်ကြက်စဉ်းစားပါလို့ဤမြတော့တိုက်တွန်းလို့တဲ့မှုကြီးနဲ့တရားဟောနေရပါလိမ့်မလဲလို့ဘုရားဓမ္မတွေကမေးကြလို့ရှိရင်ဒီတော်တော်ဆွဲနေလို့ဥပအောင်ဆိုတဲ့မဆိုတဲ့ဒီတော်တော်ဆွဲနေတယ်တန်မြတ်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့်ဒီကံကိုအသားယူပြီးကြလားမင်းတို့ဟဲကံမိကံဖားနဲ့ကံမသွားရလူသွားရရိပ်ပါသလိုလိုက်နေတယ်မင်းတို့ကံကောင်းဆောင်နေတယ်ကွာအဲ့ဒီဟာပဲမင်းတို့ကိုးစားရအထာရှိရတယ်မင်းတို့နောက်ကဒါလိုက်နေတယ်ဆိုတော့ဒီဓမ္မတွေပဲစဉ်းစားကြည့်ပါစေနာဟာစေနာဘိက္ခုကမ္မဝရာမိစေနာကိုကံလို့ဟောထားတာနန္ဒမဖြစ်နေတော့ဒီတုန်းကချုပ်သွားတာလေခင်ဗျားတို့ဖြစ်ပြဆိုတာလေညံ့ရမလို့တော့လူသေးလားဒီတုန်းကလည်းဘာပါလဲဒီတုန်းကလည်းဖြစ်ပြီးပြတ်တဲ့ဓမ္မပဲဆိုတာညံ့လို့ရမယ်လူသေးလူသားကြီးကလူသွားရနောက်ကရိပ်ပါတယ်လို့လိုက်နေတယ်လို့တခါကျတော့ကယူမယ်
ဟုတ်လားဒီလိုယူရမယ်ဆိုလို့ရှိရင်ဖြင့်ဩငါတို့ဟာတို့ရှုနေတဲ့ဝိပဿနာနဲ့တို့ယူထားတဲ့လိုက်နေတယ်လို့ယူထားတဲ့အယူနဲ့ဘယ်နဲ့များဖြစ်နေတုံးလို့တွေးဖို့တော့အချိန်ရောက်ပြီမရောက်သေးဘူးလားစဉ်းစားပါစဉ်းစားပါဒကာဓမ္မတို့ဒီဥစ္စာလေးစားစွာနဲ့မပေါ်ပေါင်ပြောလို့ခင်းနေတယ်ဆိုတဲ့အိဗယ်ဖြင့်ဒကာကျွယ်တို့ရှင်းတော့ပါပြီဒကာတက်ကောရှင်းတော့နောက်ကလိုက်နေတယ်လို့ယူကြမလားဟာချုပ်ပြောက်သွားပြီလုတ်တုံးကချုပ်ပြောက်ခဲ့ပြီလို့ယူကြမလားတို့တော်ရကအခုဆရာဘုန်းကြီးဒီသမီးတွေလည်းဖြစ်လို့ဩနန္ဒမဆိုတာဖြစ်ပြက်ပဲဖြစ်ပြီးပြက်တာလေဝိပဿနာဓမ္မတွေမို့ဒီဥစ္စာဖြေကမှန်းနေတာဘူးတို့တော့အယူကဒီလိုယူကြလားလိုက်နေတယ်လို့ပဲယူကြသလားလို့မဲလို့ရှိရင်ဘယ်နဲ့ဖြစ်ကြလဲလိုက်နေတယ်လို့ယူကြပြန်လို့ရှိရင်လေသတ္တရပဲမပြေဘူးလက်ပြေတယ်စဉ်းစားကြည့်ပါစဉ်းစားကြည့်ပါတက္ကသတ္တုဥပအောင်လို့စဉ်းစားကြည့်တာဒီယူဟာမပြောင်းပေးလို့ရှိရင်တော့ခက်မှာဒါကြောင့်မခက်ဘူးအမှန်ကန်နေတယ်ဆိုတော့အဲ့တော့ဒီစကားကြီးခဏရပ်ထားလိုက်နော်ဒီစကားခဏရပ်ပြီးပြင်မို့ရလေးကိုဘုန်းကြီးဒီအခုကားလေးကိုပြေးလိုက်နော်ဘုရားရှင်ကိုယ်တော်ကြီးကအမှုတော်ပါဠိတော်မှာဟောတာငါဟာတိုက်ရိုက်ဟောတာလည်းရှိတယ်ကွာတိုက်ရိုက်ယူရအောင်ဟောထားတယ်လည်းရှိတယ်နော်ဆောင်းပြီးကြတာယူဖို့ရဟောထားတယ်လည်းရှိတယ်တိုက်ရိုက်ယူဖို့ရဟောထားတယ်လည်းရှိတယ်နော်ဆောင်းပြီးကြတာယူဖို့ရအဲ့ဒါကိုတဲ့တိုက်ရိုက်ယူရမယ်တရားကိုတိုက်ရိုက်နေပြန်လို့ရှိရင်ငါဘုရားကိုပြစ်မှားတာဘောကြဆောင်းယူရမယ်တရားကိုဩဒါဆောင်းယူရလို့မှတ်ထားရင်ကိစ္စမရှိဘူးဆောင်းယူရအောင်လို့ဟောထားတယ်ကိုတိုက်ရိုက်ယူလိုက်ပြန်လို့ရှိရင်ငါဘုရားဆွဆွဲတာသဘောကျလားဘုရားခင်ကိုယ်တော်ကြီးဟောထားတာကတိုက်ရိုက်ဟောမဲ့ဥစ္စာကိုဆောင်းယူလိုက်ပြန်ရင်လည်းဘုရုဆွဆွဲဆောင်းယူရမယ်တရားကိုတိုက်ရိုက်ယူလိုက်ပြန်လို့ရှိရင်တော့ဒါလေးနှစ်ခုသဘောကျထားဖို့အရေးကြီးပါတယ်ဒါလေးနှစ်ခုသဘောကျထားဖို့အရေးကြီးပါတယ်ဓမ္မတို့နာကြည့်ကြီးနဲ့ထောင်ကြည့်ပါတော့ကြွယ်နာသေးသေးကနာကြည့်ကြည့်ဒကာသက်တို့နာကြည့်ကြီးနဲ့ထောင်ပါလိမ့်မယ်ဒကာဓမ္မတွေမှတ်ပါတရားသူလို့လည်းမှတ်လို့စမ်းပါဥပဝင်နာသေးမရဘူးနော်မှန်ပါပါနာသေးမရပါဘူးဒကာဓမ္မတို့ကြက်ကြက်ရှိကြလေဒီကံယူဆွဲလေလေတွေကလည်းနဲလာမှမဟုတ်ဘူးဆိုတဲ့ဥစ္စာတွေကဖြင့်ပြောဖို့တော့မလိုတော့အောင်များပါလိမ့်မယ်အဲ့တော့ဘုရားခင်ကိုယ်တော်ကြီးကငါဘုရားခင်ကိုယ်တော်ကြီးဟောထားတဲ့တရားကိုတိုက်ရိုက်ယူရမယ်တရားကိုပွယ်ဝဲယူလိုက်ပြန်လို့ရှိရင်လည်းငါဘုရားဆွဆွဲတာပဲပွယ်ဝဲပြီးဆောင်းယူရမယ်တရားကိုတိုက်ရိုက်ယူလိုက်ပြန်နော်ဘုရားဆွဆွဲတာပဲကောင်းပြီဒါဖြင့်ကံဒီနောက်ကအရေးပမာလိုက်နေတယ်ဆိုတာဘုရားကိုယ်တိုင်ပဲသူဟောခဲ့တယ်တပည့်ကြဆာယဝအနုပါယိနိဆာယဝအရေးခဲ့တော့အနုပါယိနိအစဉ်လိုက်လိုက်ရနေဆိုတော့ဆောင်းဟောတယ်အဲ့ဒါဆောင်းဟောတာကိုခင်ဗျားတို့ကတကယ်တမ်းလိုက်တယ်လို့ယူလိုက်လို့ရှိရင်ဘုရားဆွဆွဲရမရောက်ဘူးတပည့်ကြတရားဟောထားတာကိုဆောင်းဆွဲယူလိုက်ပြန်ရောအဲ့ဒီမှာဓမ္မတို့ခင်ဗျားတို့ကြက်ကြက်စဉ်းစားပြီးကြတာဒီကံဟာအနိစ္စလားအိဋ္ဌလားပြုလို့ငါတယ်ကခင်ဗျားတို့တော့လိုက်နိုင်ပါမလိုက်နိုင်လို့ရှိရင်ဖြင့်ဓမ္မတို့ကံဒီကားတော့ဆိုလို့ရှိရင်ဖြင့်အနိစ္စတရားမို့မလိုက်နိုင်ပါဘူးသို့တော်ဘယ်နဲ့ကြောင့်အရေးပမာခဲ့လို့ဘုရားကဟောပါလိမ့်မလို့မေးတဲ့အခါကြလို့ရှိရင်ဖြင့်ဆောင်းပြီးတဲ့ကလာယုံကြည်တဲ့ယုံကြည်အောင်လို့ခေါ်လိုက်ရှင်းပြတာဖြစ်ပါတယ်စင်စစ်တော့ပြန်မလိုက်ပါဘူးတပည့်ကြဆောင်းပြီးဟောတဲ့အခါခင်ဗျားတို့ကတကယ်လိုက်တယ်လို့တည့်ရည်ပြလိုက်လို့ရှိရင်မှားပါလိမ့်မယ်သဘောပါလားဒါဒီတဲ့ရင်ပါလို့ဖြစ်သေးဘူးခင်ဗျားတို့အလုံးစိုးရည်လို့ပြောနေတဲ့စကားတစ်ခုပဲလို့ဒကာကျေတို့ဒကာတက်တို့ဒကာအုံးလို့မှတ်စမ်းတယ်အလုံးစိုးရည်လို့ပြောတယ်
ပြောတယ်ဗျာအလုံးဆိုရင်လို့ပြောတယ်ဗျာအခုဘုရားကဆောင်းပြီးကြတာဩကံတရားပြုထားပြီမှာအလကားပဲလို့ယူမှာစိုးတာနဲ့ဆောင်းပြီးကြတာမင်းလည်းလူသွားရရိပ်ပါတယ်လို့ပဲကွာကံဆိုတာလိုက်နေတာပဲလို့ပါဆောင်းဟောလိုက်တယ်တကယ်တော့ပြုတဲ့နေရာမှာဘာဖြစ်သွားလဲပြုတဲ့နေရာမှာပဲချုပ်ပြောက်သွားတယ်ဆိုတော့စိတ်တစ်ခုစေတိတ်တစ်ခုအသက်တန်းကဖြစ်တယ်ပြက်တယ်ဓမ္မကပိုးရှိတယ်တောက်လျှောက်လိုက်နေတယ်လို့ဆိုနေမှာဆိုလိုက်လို့ရှိရင်သတ္တရဒိဋ္ဌိပဲပြေးမပြေးအဲ့ဒါဒိဋ္ဌိလည်းခွာရလည်းရောက်ပြီးအယူမှန်ကိုလည်းရောက်စေတော့ဆိုတဲ့သဘောနဲ့ရုပ်စာစခင်းလာတယ်ဝတ္ထုထုတ်လာလိမ့်မယ်နော်ဝတ္ထုထုတ်လာလိမ့်မယ်ကတွေ့ရကြကြရှိကြလေဒီဆွဲပံလေးလေးဆိုတာကိုယုံကြတယ်အဲ့ဒါလည်းအခုဘုန်းကြီးတို့ဓမ္မတွေဘုရားကလူသွားရရိပ်ပါခဲ့လို့ကံနောက်ကလိုက်နေတယ်လို့ယူလိုက်တဲ့ဥစ္စာဒီဆောင်းမိုးထားတာနော်ခင်ဗျားတို့ကယူတော့ဘယ်လိုယူလို့တက်ရဲ့ယူပြလိုက်တယ်တဲ့ဘုရားဆွဆွဲရမရောက်ဘူးအဲ့ဒါကြောင့်အခုဘုန်းကြီးပြောတဲ့အတိုင်းကမှတ်ကြတယ်ပြုတဲ့နေရာမှာပဲဒီကံကြီးဖြစ်လဲဖြစ်ပါတယ်ချုပ်လဲချုပ်ပါခင်ဗျားတို့နောက်ကတော့မလိုက်ပါဘူးသဘောကျနမို့လို့ရှိရင်ကံနိစ္စဖြစ်သွားလိမ့်မယ်နိစ္စမှာသတ္တရဒိဋ္ဌိခိုင်နေတဲ့ဒိဋ္ဌိပဲမသွားဘူးအလုံးမစိုးရင်ရဘူးလားကြက်စဉ်းစားပြီးနားထောင်တော့အခုနည်းနည်းတော့ကွဲသွားပြီနော်ဒါဖြင့်လူသွားရရိပ်ပါတဲ့ခဲဆိုလည်းကောင်းကံအမိကံဖကစောင့်ရှောက်ပြီးလဲထူတော့မယ်ဘုံဒီလိုနောက်ကလိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဒီဘုရားသခင်ကိုရမကြီးဒီကံကိုဟောတိကံဖြစ်သွားမှာကံမမလုပ်ကမ္မတက္ကဋဉာဏ်လေးလောက်မှမလုပ်မဲ့ပုဂ္ဂိုလ်ကမ္မတက္ကဋဉာဏ်လုပ်ရအောင်ဆိုပြီးဒီကလာခင်ဗျားတို့ကိုထင်ရှားတဲ့ထင်ရှားအောင်ဆောင်းပြီးဒီကလာဟောတာကိုတိုက်ရိုက်မြည်လိုက်ပါနဲ့ရှင်းမလားဆောင်းဟောတာကိုတိုက်ရိုက်မြည်လိုက်ပါနဲ့တိုက်ရိုက်ယူလိုက်လို့ရှိရင်ဒကာဓမ္မတို့ဒိဋ္ဌိပဲပြေးသွားမယ်ပြေးမပြေးချိန်ပြီလားနည်းနည်းသဘောပါလာပြီနော်အမေရိစ္ဆာဒကာကျေတို့ဒကာတစ်တို့ဥပအောင်ဒီလိုပြောပြမဲ့ပုဂ္ဂိုလ်လွယ်တယ်များအောင်းနေနေမလွယ်ဘူးမလွယ်ဘူးမလွယ်တာကမိဘရိုးရအစွဲကြီးကအတော်နာနေမနာဘူးလားကံနောက်ကလိုက်နေတယ်ကွာကံနောက်ကလိုက်နေတယ်ဆိုတဲ့အိဗေကတခါလေကံဆိုတဲ့နန္ဒမလို့အခုသေချာလေးရှင်းပြီနော်လိုက်နိုင်ရလားဘယ်လိုက်နိုင်လဲလို့တဲ့သူဒီကားဆိုရင်သဗ္ဗေသင်္ခါရအနိစ္စတွေကပဲယုံနာနိုင်ရမဟုတ်လားယုံနာနိုင်ရရင်သူဘယ်တရားနဲ့တွန်းရမလဲအနိစ္စလည်းတွန်းရမှာဆိုတော့အနိစ္စရောက်တဲ့တရားကနောက်ကနေပြီးလိုက်နေဦးမယ်ဆိုတဲ့ဥစ္စာဟာတကယ်ကျော်ပဲစဉ်းစားပါတော့ဖြစ်နိုင်ပါအဲ့ဒါလေးစဉ်းစားလိုက်တော့မှဩဆရာတော်မကောင်းမတွေ့ဘဲနဲ့တို့အဘိဓါတုတ်လာတဲ့ကမ္မဗန္ဓုကမ္မပရိသနာယံကမ္မံဂရိတနိကာယနာမပါပကံဝါဆိုတဲ့ဥစ္စာတိုင်းဆောင်ဟောထားတာကိုတို့ကတကယ်လိုက်တယ်လို့ယူလိုက်လို့ရှိရင်တို့မှာပြန်သတ္တရဒိဋ္ဌိပဲပြေးပါဘောလားသက်ဝင်ပါဘောလားဆိုတာမှတ်ရတော့မယ်မှတ်တယ်ဘူးလားကြက်စဉ်းစားပြီးနားထောင်တဲ့ဓမ္မတို့မခက်လို့ရှိရင်ဘုန်းကြီးထောက်ပြန်တယ်လေဖြည့်ရှင်းမှုနဲ့ထောက်ပြန်တယ်လေတောင်းပန်မှုကမလာပါဘူးအခုကအစွဲနာလုံးလို့ဒကာကျွေပြောနေတာအစွဲမနာဘူးလားအစွဲအမှန်တန်နာနေပြီးတော့မှားတယ်လွန်နေမလွန်ဘူးလားမှားတယ်ကံမှန်းတယ်ခင်ဗျားနောက်ကလိုက်ဆိုရဘူးလားဆိုပါဘူးရှင်းကောင်းမရှင်းဘူးလားရှင်းပါဘူးရှင်းတယ်တော့ကံအနိစ္စတရားအနိစ္စတရားကြီးအနိစ္စဖြစ်ပြီးထားလိုက်နေတယ်ဆိုလို့ရှိရင်ဘယ်နဲ့လုပ်ကြအမှန်တမ်းအမှားတော့မကြီးလာဘူးအဲ့ဒါတော်လို့ဆရာပြင်ပေးဖို့ရလွယ်မမလွယ်ပဲမလွယ်တော့အခုလည်းအပြင်တော့မပါသေးပါဘူးအမှားနဲ့အမှားကိုခင်ဗျားတဲ့စိတ်ထဲမှာရှင်းအောင်လို့ဖြည့်ရှင်းမှုလေးထုတ်သုံးမရှိသေးဘူးပြင်မပေးရဘူးပါဘူးဩဒါဖြင့်တို့ရှုနေတဲ့အနိစ္စနဲ့ဖြင့်ကောင်းမှန်တော့ဖြစ်နေပြီဆိုတာလေးတော့ခင်ဗျားတို့သဘောကျလားသဘောကျခင်ဗျားတို့ရှုနေကြတယ်တော့ဘယ်နဲ့ဖြစ်
ကောင်းတော့ဖြစ်နေပြီလုံးလုံးကနေရှာဘူးလေဒီကံကြမှာတခါလေကျွတ်တို့ခင်ဗျားတို့ကတခါလေနေရှာဖြစ်ပြီးနောက်ကလိုက်နေတယ်ဆိုတော့ဘယ်နဲ့ဖြစ်လဲသဘောကျကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဘုန်းကြီးကိုကားလေးဒကာဓမ္မတွေလုံလောက်အောင်ပြောလိုက်တော့ခုနကလည်းအတိတ်ကတစ်ချက်တော့ထုတ်လိုက်ပါတယ်ဘယ်လိုထုတ်လိုက်ကြတော့လို့မေးတော့ဆောင်းယူရမယ်အထိတ်ဆောင်းပြီးဟောထားတာတဲ့ရည်လည်းလို့ခင်ဗျားမှားတယ်သဘောကျဘယ်လိုပါလဲဘယ်ကဆောင်းပြီးထင်ရှားတဲ့ခင်ဗျားတို့ကာယအကျိုးကိုယုံကြည်အောင်ကာယအကျိုးကိုယုံကြည်အောင်ဟောလိုက်တာကိုခင်ဗျားတို့ကတကယ်ကိုပဲကံကနောက်ကနေပြီးလိုက်နေတယ်လို့ယူလိုက်တော့လွဲမသွားဘူးအဲ့တော့ယုံကြည်အောင်ဟောပေးတာကဆောင်းဟောတာကိုခင်ဗျားတို့ကတကယ်ကိုလိုက်နေတယ်လို့တဲ့ရယူလိုက်တဲ့အတွက်ခင်ဗျားတို့မှာကမ္မဝါဒီတတ္တရဒိဋ္ဌိသွားဖြစ်ဘယ်လိုဖြစ်သွားလဲကမ္မဝါဒီတတ္တရဒိဋ္ဌိသွားဖြစ်နေတယ်လို့ဆိုတာကိုရှင်း납ကောင်းပြီဒါဖြင့်ဒီကံချုပ်သွားပြီဗျာဒါဖြင့်နောက်ကလည်းမလိုက်တော့ဘူးလို့သူကိုယ်တိုင်တော့မလိုက်တော့ဘူးဆိုလို့ရှိရင်တပည့်တော်ဘယ်လိုများယူရမှာလဲလို့ဒကာတဲ့ဒကာကျဲတော်ဒကာအောင်တို့ကမေးဖို့တော့ခွင့်ကျုံလာမကျုံသေးဘူးကျုံလာတော့အဖြေပေးပါမယ်တဲ့အဖြေပေးပါမယ်ဒကာဓမ္မတွေသိချာမှတ်ပါအဖြေပေးပါမယ်ဆိုတဲ့ဥစ္စာကဥမာမယ်ဒီကနေ့သိကြလားဒါနကံလေးတစ်ခုလုပ်လိုက်စေနာကံလေးတစ်ခုလုပ်ဖြတ်ဆိုချုပ်ကံပြုပြီးချုပ်တာသဘောကျအဲ့တော့ကံပြုပြီးချုပ်သွားပြီဟိုမှာခင်ဗျားတို့ကလူဘဝကံရအောင်လုပ်ထားတော့လူရုပ်လူနံလေးတော့မပေါ်ဘူးဩဒါနဲ့လူရုပ်လူနံလေးတော့ချုပ်သွားတာမှန်ပဲလူရုပ်လူနံလေးတော့ပေါ်လာတယ်ဆိုတော့ဒီမှာလို့တုန်းကလည်းနံရုပ်နဲ့လုပ်လို့သဘောကျအကျိုးတရားမှာလည်းနံရုပ်ပေါ်တယ်ဒီနံရုပ်ကတော့မလိုက်ဘူးရှင်းမလားအလားတူနံရုပ်ပေါ်တယ်သဘောကျကောင်းပြီဒီမှာအလားတူနံရုပ်ကအကြောင်းတစ်ခုလုပ်လိုက်တဲ့အတွက်အကျိုးတစ်ခုအလားတူနံရုပ်ပေါ်တယ်လိုက်တာဟုတ်သေးရဲ့လိုက်ရင်ပါရိတိလို့ဆိုကြတယ်ဒါပြန်အလားတူပေါ်တယ်ဆိုတော့အလားတူဆိုတော့ဒီကမဟုတ်ဘူးဆိုတော့ရှင်းမတော့ဘူးဒီလိုယူပါရှင်းမလားဘယ်လိုယူရမလဲအလားတူဆိုတော့ဒီမှာဘုရားကလည်းဒါနအပေးတော့မှနိုင်ရင်လည်းကြတာပဲသဘောကျဟိုမှာအကျိုးပေါ်လာတော့ဘာပေါ်လာနိုင်ပေါ်လာတော့ဒီကနိုင်ရလားလို့မေးတော့ဟိုမှာနိုင်အပြည့်လို့မဆုံးနိုင်ဘူးလားသူဘောမတူဘူးလားလို့သူလည်းဒီကနိုင်ရအကြောင်းတော့ဟိုကနိုင်ရအကျိုးတော့ပေါ်တော့ပေါ်တယ်ပေါ်ရင်ဒီကနိုင်ရလိုက်ကြလားလို့မေးတယ်ဒီကနိုင်ရပေါ်လာမလားဘုံမနိုင်ရတစ်ခုပေါ်တယ်မဆုံးနိုင်ဘူးလားလူနိုင်ရချုပ်နိုင်ရပေါ်သဘောကျအဲ့တော့အနန္တရပြည့်စုံမှာသွားကြည့်လိုက်တော့ခင်ဗျားတို့ဘိုးရှင်းအနန္တရနိယတာစိတ်ဓာတ်စေတိကာဓမ္မပတုပ္ပန္နနာစိတ်ဓာတ်စေတိကာနံဓမ္မနာအနန္တရပြည့်စုံနဲ့ပြည့်စုံအနန္တရနိယတာအရင်ဖြစ်ရချုပ်ပြီးကုန်တော့ချုပ်ကွာအနန္တရနိယတာလည်းမပါဘူးလားအရင်နဲ့ဖြစ်တယ်ချုပ်လည်းချုပ်ခင်ဗျားတို့ပြည့်တဲ့စေနာတွေကအရင်မှမဖြစ်ဘူးချုပ်ကုန်ပတုပ္ပန္နနာမိမိတို့အတုလိုက်ဖြစ်ကုန်ဟိုမှာအတုလားပေါ်တာကွာသဘောကျပတုပ္ပန္နနာစိတ်ဓာတ်စေတိကနာဟိုမှာစိတ်စေတိပေါ်တာလေအတုအလားတူပေါ်တာကိုဆိုတာပါဒီကလိုက်တာကိုဆိုတာမဟုတ်ပါဘူးရှင်းမလားဒါပဋ္ဌာန်းပါဠိတော်သိကြပါလားဒါပြန်အနန္တရနိယုဒ္ဓဆိုတဲ့နိယုဒ္ဓကရာပါနေတဲ့အနန္တရနိယုဒ္ဓရှေးကရှေးချုပ်ပြီးကုန်တော့ဝါပြည်လုံးကရှေးချုပ်ပြီးကုန်တော့စိတ်ဓာတ်စေတိကစိတ်စေတိကိုဒီပတုပ္ပန္နနာမိမိနဲ့အလားတူဖြစ်ကုန်စိတ်ဓာတ်စေတိကနာနောက်မှဖြစ်ကုန်တော့နန္တရားတို့အနန္တရပစ္စေနအနန္တရပစ္စယတတိပိစ္ဆေဥပက္ခကောခြေစုတွေဟောတိဖြစ်အဲ့ဒီကဲတော့ဟောတာဒီကကချုပ်ပါတယ်လို့ဟောတာသဘောပါကြပါလားကဲဒါကချုပ်ပြီးဟိုဘက်မှာအလားတူမပေါ်ဘူးလားအလားတူပေါ်တယ်ဆိုတော့နောက်ကလိုက်နေတဲ့သဘောရှိသေးတယ်အကြောင်းနဲ့အကျိုးတော့လေအစသားလိုက်တော့မလိုက်ဘူးလိုက်ရင်ဗာရိတိဖြစ်သွားလိုက်
လေးကြီးဖြစ်သွားတယ်နဲ့ဒီကကြွေဒါယူဆမလွယ်ပါလားညံပါလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဩဒီလိုဆိုလို့ရှိရင်တပည့်တော်တို့ဖြင့်ဗျာရှင်းသွားပါဘောလို့ဒကာကြွေတို့ဒကာသေတူပါအောင်လို့ကောင်းဆောင်လေးတောင်းခံနေကြဒီကအကြောင်းတရားကလည်းဘာပဲဖြစ်လို့ဖြစ်တဲ့ချုပ်လို့ချုပ်ဒီကြောင့်တရားချုပ်ပြီးတကလားဟိုဘက်မှာဘာပေါ်လုံးဆိုတော့ဒီကြောင့်တရားနဲ့အလားတူမပေါ်လာဘူးလားဒါဖြင့်လိုက်လို့ပေါ်လာလားလို့မေးတော့လိုက်တော့မလိုက်ဘူးအကြောင်းတရားကဒီမှာပဲချုပ်တာပဲကြောင့်တရားမကင်းတော့အလားတူအကျိုးတရားတော့ဒီလိုပေါ်တယ်ယူလိုက်တော့ယူသွားရအရေးပါတယ်ဆိုတော့သတ္တရာဒိဋ္ဌိမျိုးဖြစ်သေးရဲ့နွားသွားရနောက်ကလှဲလှဲပါတယ်လို့ကောမဖြစ်တော့ဘူးဆိုတော့အကျိုးမပေးဘူးလို့လည်းမဟုတ်ဘူးအကျိုးလည်းပေးပါတယ်လိုက်တယ်လို့လည်းမဟုတ်ဘူးဒီလိုယူမှတဲ့ဆိုတာတော့သဘောကျအမလေးတော်တော်ရေးကြည့်တယ်တကယ်ကြည့်လိုက်ရှင်းပြကြတယ်ဒီလိုဆိုလို့ရှိရင်ဖြင့်အဲ့ဒီလိုသိသွားတဲ့ပုဂ္ဂိုလ်များကြတယ်မလွယ်ဘူးလို့တော့ဆုံးဖြတ်တယ်ချတာဒိဋ္ဌိနဲ့သိသွားလေရဲ့ဟဲ့ဆိုရင်ဘာဒိဋ္ဌိပါလိမ့်မလို့သတ္တရာဒိဋ္ဌိပန်တော်ဗျာဒါဖြင့်ဒီလေးပဲရှင်းပိုင်းကရှင်းပြီးသဖြင့်ငါတို့တရားဓမ္မတွေကတရားနာတဲ့စေတနာကံနေမဖြစ်ဘူးရှင်းတလုံးပြောလိုက်ရင်ပဲအဲ့ဒီတရားနာတဲ့စေတနာကံဟာနောက်စေတနာပေါ်လာတယ်အရင်စေတနာရှိသေးသူကဘယ်နဲ့လုံးလိုက်မလို့လဲချုပ်သွားပေါ့ဒါပြအကျိုးမလို့တော့ဘူးလားဆိုလို့ရှိရင်တရားနာတဲ့နာယုတ်ကြောင့်ဥမာမနိဗ္ဗာန်မရရအောင်အာမထုတ်ကြလို့ရှိရင်ဖြင့်ဘုံကနတ်နာယုတ်တစ်ခုတော့ပေါ်ပါမပေါ်ဘူးဒီကနာယုတ်ကလိုက်ကြလားလို့မေးပြန်တော့ဒီကနာယုတ်ကလိုက်မယ်ဆိုရင်ဥပဝေဟိုမှာလူနာယုတ်နဲ့ဘာချားတော့ချားရရှိသေးရဲ့အဲ့ဒါလေးထောက်ကြည့်လိုက်တော့မှဩဟုတ်ပါလားမလိုက်ပါလားအလားတူပေါ်မှုကိုဟောတာပါလားဆိုတော့ကြိုက်နေဘူးလားအဲ့ဒီလိုယူလိုက်တော့လေဒကာဓမ္မတို့နိယတဒေသနာတော်ကိုဆောင်းပြီးဟောတာကိုခင်ဗျားတို့ကတကယ်ဒီလိုကိုတကယ်လိုက်နေရတယ်ယူလိုက်တော့မှားတော့မယ်မမှားပဲအခုတော့ရာကျွဲတွေကတစ်တူပါအောင်လို့ယူကြပါလားဒီကပြတဲ့နိုင်ပါဒီရင်ချုပ်ဒီနေရာနဲ့ချုပ်နိဗ္ဗာန်မရသေးလို့ရှိရင်နိုင်ရဲ့အကျိုးတစ်ခုတော့ပေါ်ရမှာပေါ်တဲ့ခါကျလို့ရှိရင်ဒီကလိုက်လို့ပေါ်တာလားအလားတူပေါ်တာအလားတူဆိုတော့ဒီအကြောင်းကိုကင်းမှန်လိုက်ကွက်လိုက်ကြလားဒါဖြင့်လိုက်လဲမလိုက်အကြောင်းနဲ့မကင်းအလားတူပေါ်တာကိုအနန္တရပစ္စည်းကိုဟောတာဖြင့်ဒကာဓမ္မတွေရှင်းရှင်းနတ်နတ်နဲ့ပဲသတ္တရဒိဋ္ဌိပြုတ်ပါဘောတပည့်ကြဘာပြုတ်သွားပါသတ္တရာတွေပြုတ်သွားပြီဆိုတာကျင်납ဗလားအဲ့တော့ကိုခင်ဗျားတို့ဝိညာတုတ်တူမှာလည်းဟောတယ်ကာမရဘောမိကာမရာရောကာမယံမိကာမဘာနိကာမပရိသေနယံကာမံကရိတာမိကလျာဏဝတတ္တဒါယရောဝိဒ္ဓမိဆိုတဲ့တိုင်းခင်ဗျားတို့ကာမိကံပါတွေကတခါတည်းနောက်ကနေပြီးကြတော့မလဲမကွဲရအောင်စောင့်ရှောက်နေတဲ့သဘောမျိုးတခါတည်းနတ်မလို့ပေါ့ဗျာနတ်ကအမြဲကြည့်ပြီးကြလားဒါအောင်နေလိုက်နေတယ်လို့ထင်တယ်မလို့ဘူးလားခိုင်းတာပြင်ဓမ္မတွေဖြည့်ခြင်းနဲ့တော့ကြာဒီကအကြောင်းလုပ်ကြတဲ့စေနာကံနဲ့အဟောတိကံဖြစ်ပါလားအလားတူပေါ်ဖြည့်စုပြုကြလားလိုက်ကောနောက်ကတောက်လျှောက်လိုက်နေကြလားပြုတဲ့နေရာမှာချုပ်တယ်သဘောကျဘယ်လိုပါလဲပြုတဲ့နေရာမှာချုပ်တယ်လည်းမလိုက်ပါဘူးဆိုတော့ကျင်납ပြီနော်အဲ့ဒါသဘောကျထားတော့မှာတဲ့သူ့ဝတ္ထုကိုထုတ်ကြတယ်သူ့ဝတ္ထုထုတ်တော့မှလည်းကြွယ်တာသိထားလိုက်သာဝတိဒီမှာတဲ့ပုဗ္ဗယံကျောင်းဆိုလိုက်ရှိနော်အဲ့ဒီမှာဘုရားသခင်ကိုရမေကြီးကလာပြီးနေကြီးတရားတွေငါရင်းတရားဟောပြီးဒီကကနေတော့ယန္တပကသူ့မှာတစ်ခိုင်900နဲ့လာပြီးတရားနာသာဝတိဘုရားကျောင်းမှာတရားနာပြီးသူတရားနာမလို့တရားစီဝပွဲမှာသံဃာတွေလည်းငြိမ်ပါရသူကသင်္ကန်းလေးလည်းခိုးပြီးဒီကရာရှင်ဗျာတပည့်တော်အနည်းငယ်ပု္ပ္ပာလေးလျှောက်ပြရစီခင်ဗျာလို့လျှောက်
ခန္ဓာဝကတန်ရင်မှလာတယ်ခန္ဓာဝကတန်ရင်မှလာတယ်လို့မှတ်လိုက်ပါသူမေးရတယ်ရှင်းဥစ္စာနိုင်နေတဲ့ဓမ္မတွေရှင်းပိုင်းကပြောပါမယ်နောက်တိပဲကတော့နောက်ဆုံးမှလာနော်အရှင်ဘုရားတပည့်တော်ဘုရားလေးကမေးပြရစီအေးမေးတော့ကောမေးပြီမယ်မင်းနေရာမင်းထိုင်မေးกว่าဆိုပြီးဘုရားကသူ့နေရာသူပြန်ထိုင်ခိုင်းနေအမေးခိုင်းမေးခိုင်းတဲ့ကခန္ဓာ၅ပါးဥပါဒနဲ့ခန္ဓာ၅ပါးဆိုတာတပည့်တော်မရှိသမှာဘုရားဆိုတော့ဟိုကွာတဲ့မင်းတို့ကတရားနာနေတဲ့ဒီဘက်ခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုတဲ့အခါဥပါဒနဲ့ခန္ဓာပဲဒါတော့ပြီးပြီးသားထားကြပါတော့ဒကာဓမ္မတွေခန္ဓာ၅ပါးဘာခန္ဓာဥပါဒနဲ့ခန္ဓာဥပါဒနဲ့အာရုံဖြစ်တဲ့ခန္ဓာဝေဒနာခန္ဓာတုံးလည်းမလို့ခြင်းဘူးသဘောကျဒကာဓမ္မတွေခန္ဓာ၅ပါးကိုဘာခေါ်ကြမလဲဥပါဒံဆိုတာဆွဲလန်းကိုယ်ခန္ဓာလေးကိုဆွဲလန်းကြမဆွဲလန်းဘူးလားဆွဲလန်းနဲ့မဆွဲလန်းနဲ့မပြောပါနဲ့မနစ်ကပြောခဲ့ပါသေးတယ်အဟံဝေရောဟောမိငါခန္ဓာကိုယ်ဒီဝေဒနာယံထတ္တမှာလွတ်ကင်းခြင်းဖြစ်ရပါလို့မလားဘုရုဆွဲတာလေကိုယ်ခန္ဓာကိုမဆွဲဘူးကိုယ်ခန္ဓာကိုခင်းလုံးလို့ဆွဲလန်းလို့သဘောကျဩရောက်ရဘွားမှာဖြင့်ဒီခန္ဓာကြီးမဆင်းအဆင်းနဲ့အမွဲဖြင့်ကင်းရစီဘုရုဆွဲတာပါလေဒါကြောင့်ဒီခန္ဓာ၅ပါးကိုဆွဲလန်းတဲ့ခန္ဓာဖြစ်လေသောကြောင့်ပါဠိလိုသုံးတော့ဥပါဒနဲ့ခန္ဓာလို့မှတ်လိုက်ဆွဲလန်းတဲ့ခန္ဓာဖြစ်လေသောကြောင့်ရှင်း납ပါလားသဘောကျတယ်နော်ဥပါဒနဲ့ခန္ဓာဥပါဒနဲ့ခန္ဓာဆိုတော့ခင်ဗျားတို့ကတခြားမှနေတယ်ကိုယ်ခန္ဓာ၅ပါးကြီးကိုကိုယ်တဏှာကခင်းနေသောကြောင့်သူ့ဘာခန္ဓာခေါ်ကြမလဲဥပါဒနဲ့ခန္ဓာဆွဲလန်းတဲ့ခန္ဓာပေါ့ဗျာသဘောကျမဆွဲလန်းတဲ့ဆွဲလန်းတဲ့တော့ဒကာကျော်လေးကအားလုံးဓမ္မတွေကဘုန်းကြီးအမေးထုတ်လိုက်ပါတယ်ဒီခန္ဓာကြီးမြင်မကောင်းမှများအနံစိုးရင်ကြဘာဖြစ်လဲတော့ဆွဲလန်းခင်လို့ပေါ့ဗျာရှင်းမလားဒီခန္ဓာကြီးခရုပ်ပြီးသူးကြည့်မှာရောဘယ်နဲ့ရောက်ပါလိမ့်ခင်လို့ဆွဲလန်းလို့ဒါဖြင့်ဒီကံတော်ကြီးနာမည်ပေးကြရင်ဘယ်နဲ့ပေးကြဥပါဒနဲ့ခန္ဓာဆွဲလန်းတဲ့ခန္ဓာပေါ့ရေးပြီလားဒီကကျတော့ညောင်းနေရတယ်ဆိုလို့ရှိရင်နှိမ့်တယ်ရင်ကခေါ်ပြီးနှိမ့်ခံရသေးလားမေးလိုက်ခံရနော်ဘယ်နဲ့ကြောင့်လုံးလို့မေးတဲ့အခါကျတော့သူ့ကိုခင်လို့သူမညောင်းပါခြင်းနဲ့သူမညာပါခြင်းနဲ့သူမဖောက်ပြန်ပါခြင်းနဲ့ဆွဲလန်းလို့အနှိမ့်တယ်ပတ်ချံပေးခံရဒီအရင်ဒီကံနာဘာခန္ဓာခေါ်ရတပည့်ကြအဲ့တော့ဥပါဒနဲ့ခန္ဓာလို့ဆိုတာဖြင့်ကောင်းကောင်းရှင်း납ပါဘူးဒကာဓမ္မတွေခန္ဓာဘာခန္ဓာခေါ်ရဥပါဒနဲ့ခန္ဓာဆွဲလန်းတဲ့ခန္ဓာပေါ့ဗျာရှင်း납ပလားဘာခန္ဓာပါလိမ့်အခုတယောက်ငါမသိနဲ့ဘာလို့များဆွဲလန်းနေလဲမဆွဲလန်းဘူးလားငါမျက်စောင်းမထိုးနဲ့ဆိုတာဒီခန္ဓာကြီးမျက်စောင်းထိုးတာကိုခံနေရတယ်ဘာဖြစ်လို့လုံးမြဒါနဲ့သူ့ဗေဒနာမှာပြေးကြရေးပြီဗလားဩဘုန်းကြီးဓမ္မတွေအခုတရားနာလာကြတဲ့ရုပ်တွေတရားကောင်းတယ်မကောင်းတယ်ခံကြတဲ့ဝေဒနာတရားမှတ်နေတဲ့သင်ညာတရားနာလို့ရတိုက်တွန်းတဲ့စေတနာတရားနာလို့လည်းစိတ်ဆိုတဲ့ခန္ဓာ၅ပါးနဲ့အခုတရားနာနေကြဒီခန္ဓာ၅ပါးကိုဓမ္မတွေအိုက်တယ်ဆိုလို့ရှိရင်ပဲရတောင်းရင်းနဲ့ပူဇော်ကြဟုတ်ကလားနေရာလေးပြင်ပေးလိုက်ဒီခန္ဓာ၅ပါးလေးကိုကရုံးမတိရှုမိပါစေနဲ့အန္တရာယ်ကင်းလို့ဘေးရှင်းအောင်မျိုးပြုတ်ပြင်ပေးကြအဲ့ဒါကြောင့်သူဘာခန္ဓာခေါ်ကြမြန်မာလိုပြန်လိုက်တော့အမတန်ချစ်ခင်ဆွဲလန်းတဲ့ခန္ဓာအမတန်ချစ်ခင်ဆွဲလန်းတဲ့ခန္ဓာသဘောကျဒီခန္ဓာကြီးဘာခန္ဓာခေါ်ကြချစ်ခင်ဆွဲလန်းတဲ့ခန္ဓာဒါကြွယ်သဘောကျဒီခန္ဓာကြီးဘာခန္ဓာခေါ်ကြပါဠိလိုသုံးတော့ဥပါဒနဲ့ခန္ဓာမြန်မာလိုသုံးလိုက်တဲ့ကအလုံးချစ်ခင်ဆွဲလန်းတဲ့ခန္ဓာရှင်း납အဲ့ဒါဥပါဒနဲ့ခန္ဓာဆိုတာဘယ်အရုံးလို့ခေါင်းကရန်ကမေးတဲ့အခါကျတော့မဲ့ခန္ဓာ၅ပါးပေါ့ကွာဆိုတော့တဲ့မလဲဘူး
အဲ့ဒီယမယံကဆက်ပြီးကတော့မေးပြန်တယ်ရှင်ဗျာဒါတော့ရှင်းတော့ပါပြီဆွဲလမ်းတဲ့ဒီခန္ဓာ၅ပါးကိုဆွဲလမ်းလို့ရှိရင်ဥပါဒณะခန္ဓာဆိုတာဟုတ်ပါတယ်ဥပါဒณะနဲ့ခန္ဓာနဲ့ဟာကအတူတူပဲလားတခြားစီပဲလားဆက်မေးတယ်ဥပါဒณะနဲ့ခန္ဓာနဲ့ဟာအတူတူပဲလားတခြားစီပဲလားလို့မေးလိုက်သဘောကျလားဥပါဒณะကတခြားခန္ဓာကတခြားလားလို့ဆိုတော့ဒီလိုလည်းမဆိုနဲ့ကွာတဲ့တခြားလည်းမဆိုနဲ့အတူတူလည်းမဆိုနဲ့တခြားလည်းအတူတူလည်းမဆိုပါနဲ့တဲ့ဓမ္မတို့ဥပါဒံဆိုတာကဝန်းထဲမှာရှိတဲ့တဏှာကိုဆိုတာခန္ဓာဆိုတာကသူ့မှတော့ကြံတော်ရုပ်ဝေဒနာသင်ညာသင်္ခါရကိုဆိုတာအဲ့ဒီတဏှာကဒီခန္ဓာဆွဲလာနေလို့ရှိရင်ဖြင့်တဲ့ဥပါဒณะခန္ဓာကိုဖြစ်ပြီဘူးလားဒါဖြင့်ဥပါဒณะတခြားခန္ဓာကတခြားဆွဲလာနေခြင်းကြောင့်ဥပါဒณะခန္ဓာလို့ပေါင်းလိုက်သဘောကျဥပါဒณะတဏှာနော်ခန္ဓာကခန္ဓာ၅ပါးနော်ရှင်းသွားပါလားကောင်းပြီဗျာတဲ့ဒါရှင်းတတ်ပါပြီတဲ့ဒီပြင်လေးရတော့လျှောက်ပြရုံဆိုတော့ဒကာဓမ္မတို့သက္ကာယဒိဋ္ဌိသူလျှောက်သက္ကာယဒိဋ္ဌိပြောစမ်းပါအောင်ဗျာဆိုတော့ဥပါတဲ့ယုတ်တရားကြီးငါထင်တဲ့ပုဂ္ဂိုလ်အသက္ကာယဒိဋ္ဌိဝေဒနာငါထင်တဲ့ပုဂ္ဂိုလ်သင်ညာငါထင်သင်္ခါရငါထင်စိတ်ကငါထင်သဘောကျခန္ဓာ၅ပါးတစ်ပါးပါးငါထင်နေရင်ရှင်းပြီနော်ကဲဒါဖြင့်သက္ကာရတိပြုတ်တာပြောစမ်းပါအောင်ခင်ဗျာလို့ဒီယံကပဲဆက်မေးဒီယံဆိုတော့သက္ကာရတိပြုတ်တာတော့ကွာတဲ့ယုတ်တရားကြီးကိုယုတ်တရားနဲ့နာမဟုတ်ဘူးလို့ထင်ရင်သက္ကာရတိပြုတ်ကွာဝေဒနာကိုဝေဒနာပဲလို့သိနေလို့နာမဟုတ်ဘူးလို့သိလို့ရှိရင်ဖြင့်ပါတယ်သင်ညာသင်ညာပဲလို့သိနေစေနာစေနာပဲလို့သိနေစိတ်ရစိတ်ပဲလို့သိနေသက္ကာရတိပြုတ်လို့ကွာတဲ့ဒါပြန်သက္ကာရတိဖြစ်တယ်လေရှင်းသက္ကာရတိပြုတ်တာရောရှင်းသွားတဲ့ခါကျတော့ဒါကြောင့်ငါဘုရားကကွာတဲ့ဒီတရားတွေဟာသက္ကာရတိပြုတ်တဲ့သက္ကာရတိမရှိတော့ဘူးတဲ့ယုတ်တိတရားဟာလေငါ့ကိုငါဥစ္စာမဟုတ်ပါဘူးအနတ္တပါဝေဒနာလေသင်ညာသင်္ခါရလေဝိညာဉ်ဒါနဲ့ခန္ဓာ၅ပါးလုံးပါပါလေအဲ့ဒီကဘုရားကသက္ကာရတိချုပ်ပြီးတဲ့ကယုတ်တရားဖြစ်တဲ့မို့အနတ္တဝေဒနာတွေလေသင်ညာတွေလေသင်္ခါရဆိုတဲ့စေနာလေစေနာအနတ္တပေါ်လာတယ်နော်စိတ်ဆိုတဲ့တရားဖြစ်ပြီးကြတော့အနတ္တပါမှာအဲ့ဒီအနတ္တကြီးဘုရားကဟောနေတော့ဒကာပြောတော့ဒကာသိတော့ခொနကအကွက်ရောက်လာပြီဒကာအောင်သေချာသတိထားမှတ်အောင်နော်ဒီအနတ္တတွေဟောတော့ဒီထဲမှာ900တဲ့ကယန္တဘာကဟောက်လာတယ်ဒကာကျွေးဩကြည်စမ်းပါဦးမိမိရှိတဲ့ခန္ဓာ၅ပါးအကုအနတ္တဆိုလို့ရှိရင်ဘာပဲအားကိုးရတော့မလို့ဖောက်လာပြီခန္ဓာ၅ပါးအကုအနတ္တတွေကြီးပဲအခုဘုရားကဟောလိုက်ပြီတဲ့မိမိခန္ဓာ၅ပါးလည်းအနတ္တဆင်းရဲလည်းအနတ္တအကုအနတ္တတွေဖြစ်နေတော့အနတ္တဆိုတာကိုးစားရအားထားရမရှိတာအနတ္တကိုဗျကိုးစားအားထားမခန္ဓာပါခေါ်ကြအလုံးစုံအနတ္တတွေဖြစ်ကုန်ပြီတဲ့ဆိုပြီးကြလားဘယ်တော့မှအားကိုးရပါမလဲဟောက်လာတာကြရေးမိကြဘယ်ကအနတ္တခန္ဓာ၅ပါးမဟောလိုက်ဘူးလားရဟန်းကဘယ်လိုဟောက်လာအားကိုးရမရှိတော့ဘူးဆိုတော့ဒကာဓမ္မတို့အနတ္တဟောလိုက်တဲ့နဲ့သူအားကိုးပြုတ်ဒါဖြင့်သူဟာငကိုကခန္ဓာ၅ပါးကြီးဆွဲလန်းနေတဲ့ပုဂ္ဂိုလ်ဆိုလိုက်မဆိုလိုက်ဒီမှာပေါ်လာတယ်ငကိုကဒီခန္ဓာ၅ပါးသူအားကိုးနေတဲ့ပုဂ္ဂိုလ်ဆိုတာမသိကြဘူးလားဘုရားကအနတ္တယုတ်လည်းအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တလို့ခေါ်လိုက်တဲ့အခါကျတော့ဘေကယန္တဘာကတခါတည်းခန္ဓာ၅ပါးရှိတာအခုအနတ္တဘယ်သူမှမပိုင်ဘယ်သူမှမဆိုင်ဘူးအနတ္တသဘောကြီးပဲလို့ပြောလိုက်တဲ့ဖြင့်
သူ့ဟာသူကြည့်လိုက်တဲ့အခါအခုအနတ္တတွေကြည့်ပြီးဒီကလာဘာများအာကိုရပါမလဲဆိုပြီးအာကိုရှာဒကာဓမ္မတို့ကြက်ကြက်စဉ်းစားပါခင်ဗျားတို့လည်းဘွေဖောက်နိုင်တဲ့နေရာလို့မှတ်ကြမှာခင်ဗျားတို့ရောဘွေဖောက်နိုင်တဲ့နေရာအလုံးစုံအနတ္တတွေဖြစ်နေတော့ဘယ်ဟာအာကိုရပါမလဲဆိုတာကိုရမ်းလာတာခင်ဗျားတို့လည်းသူ့လိုလာမယ်ဆိုလာနိုင်တယ်မလာနိုင်ဘူးလားကြက်ကြက်စဉ်းစားလာတာဒီဥစ္စာတော်တော်ရေးကြည့်လို့ပြောနေတယ်မှတ်လို့ဆက်ပါဒါကြွယ်ကြီးဆိုင်နော်ခန္ဓာကတော့ဘုရားဘယ်နဲ့ဟောလိုက်အနတ္တကိုဟောလိုက်တော့ကိုတဲ့ဒီအတ္တကိုအညတ္တရဘိက္ခုအညတ္တရဏဘိက္ခုနာအတ္တကိုအညတ္တရဏဘိက္ခုနာယူပါဏတ္တဝေဘောဂိရယူပါဏတ္တဝေဒနာတ္တပညာဏတ္တသင်္ခါရဏတ္တအနတ္တကတာဟိကမ္မဟိကမ္မတ္တနာဖူတန်းတိသူစိတ်ကဒီလိုပေါ်လာတယ်ဒါပါဠိတော်နော်အဲ့ဒီကမှဘုရားသခင်ကိုရမကြီးကဘာမှသူ့မဟောသေးပဲနဲ့ဩငါထဲမှာဖြင့်အဝိဇ္ဇာအုပ်ချုပ်ပြီးတဏှာဥရှိပြီးခန္ဓာကိုအတ္တအနတ္တပဲအနတ္တဖြစ်တော့ဘာအကိုရပါမလဲဆိုတဲ့ဥပါဒံဓမ္မဒီထင်တယောက်ပါနေပါဘောလားသဘောကျဘာတယောက်ပါလားဒီကောခန္ဓာဆွဲလန်းနေတဲ့ဥပါဒณะခန္ဓာဆိုတော့ပြန်ပေါ်သေးဘူးခန္ဓာဒီခန္ဓာကအတ္တတရားကြီးဆိုရင်ဘာပဲအကုရတယ်လုံးဆိုပြီးဒီကလာသူ့မှာအကုရမဲ့ဖြစ်ပြီးဒီကလာသွားတဲ့ယန္တဘာကိုဒီထဲမှာပါတာသူကသိနော်အဲ့ဒီမှာဘုရားခင်ကိုရမကြီးဒီထဲမှာငါထဲမှာဖြင့်အဝိဒ္ဓအဝိဇ္ဇာတော့တဏှာဒီလေးနဲ့စေတတ်တာဘုရားသာနာအတိဒဝိတ္တပါမြင်ကြီးအတိဒဝိတ္တပါမြင်ကြီးရန်ဆိုပြီးဟောလိုက်။ဩငါဖះအခေါ်တွေခုံကျော်သွားပါဘောလား။ငါကအကုန်အတ္တဟောတော့သူဘာအကုရပါမလဲဆိုပြီးဒီကလာအကုရရှားနေတဲ့ယန္တဘာဖြင့်ပေါ်လာပြီလို့ဖះကတရားဟောရင်ဒီပုဂ္ဂိုလ်ကတွေးပြီ။အဲ့ဒီကကိုပြီးကိုရတွေးလိုက်။အနတ္တကံကြီးကငါမဟုတ်ပြီပြီးတော့ကမ္မာနိကံတို့ဒီဩဒီငါဟုတ်တာကံနဲ့ကြံတော့တယ်ကမ္မတဏ္ဏကထအတ္တနာကမ္မတဏ္ဏကံသာလည်းငါရဲ့ဥစ္စာဖူးရဖူတန်းပြီးသူစိတ်ထဲနဲ့ရောက်ကံနဲ့ငါဥစ္စာရှိတော့တာပဲဟောတယ်ဒိဋ္ဌိပဲပြေးသွားဘယ်ကပြေးသွားလဲကံနဲ့ငါဥစ္စာရှိတော့တယ်ကျန်တာအကုန်နဲ့တက်နေတယ်ဟောခင်ဗျားကကံငါဥစ္စာလေးယူထားတယ်ဘောပါလားကံကိုခင်ဗျားတော့ဘာယူထားကမ္မယောနိကမ္မဘာလုကမ္မပရိဒနာကမ္မဒါယတာဆိုပြီးကံဟာငါဥစ္စာပဲလို့ယူမထားကြဘူး။ဒါရင်ဓမ္မတို့ခဏကရဟန်းကဘာယူလို့လဲဘာမှခန္ဓာငါးပါးအကုသိုလ်ရံကြကံမငါဥစ္စာလို့ဖို့ရှိတော့တာပဲ။အဲ့ဒီမှာဘုရားသခင်ကိုရမကြီးအဝိဒ္ဓဝိဇ္ဇာကတော့တဏှာဒီလေးလာစေတတ်တာအဝိဒ္ဓအတိလိမ္မာနေတော့အဝိဇ္ဇာကတော့အဝိဇ္ဇာမြင်ရတော့တဏှာဒီလေးနာတဏှာဒီကြီးမှုတဲ့တဏှာလေးနဲ့စေတတ်တာဗုဒ္ဓသာသနာငါဘုရားကြီးဆုံးမအတိဓာဝိတ္တပံခုံကျော်သွားပြီကွာငါဘုရားကြီးတရားတော့လွန်သွားပြီရေးကြည့်ကြပါလားသူကအားကိုလိုက်တယ်ရောတာပြန်ကံမတူကံကိုခွင့်ကအရေးပါတယ်လိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးယူပြီးသူအားမကိုလိုက်ဘူးလားအားကိုလိုက်တော့ဘုရားကအဲ့ဒါအဝိဇ္ဇာအာကြီးတဲ့ပုဂ္ဂိုလ်တဏှာကြီးစိုးနေလို့သူအားကိုတယ်ဟိရှင်းမလားသူ့မှာအာမကိုလိုက်လို့ရှင်းပြန်ခင်ဗျားတို့30ကုန်ပြင်မဲ့ရောက်သွားမှာစိုးလို့30ကုန်ပြင်မဲ့မှာနိဗ္ဗာန်ဟုတ်လားအဲ့ဒီရောက်မှာစိုးလို့ကံနဲ့အကုချတယ်ကဲပေါ်ရတယ်ဘယ်လောက်များဆိုးတဲ့ယူဝါဒလဲဆိုတာခင်ဗျားတို့ဒီလိုပြောပြင်မဲ့ဟောပြင်မဲ့လူကမရှိဘူးဆိုရင်ဖြင့်ဒါတက်တို့ဒါကြောတော့ဒါအောင်လို့သွားပြီဗျာတသက်တကူပြင်ပေးတာနော်ခင်ဗျားတို့မပြင်ဘူးပါဘူးဒီဥစ္စာအတော်မခဲဘူးလားကဲဒါဖြင့်ဓမ္မတော့ခွင့်ငါရမ်းတော့ဘုရားအပြစ်တင်လိုက်တာသဘောကျတယ်အဝိဇ္ဇာတဲ့အတော်မသိတဲ့ပုဂ္ဂိုလ်ဟိအဝိဇ္ဇာကတော့အဝိဇ္ဇာဥသိနေပြီဘာမှအကုသိုလ်ယူကံမဲအကုရတာမကံမဲငါဥစ္စာလုပ်เสียရှိတော့တယ်လေသူယူပလိုက်တာဘူးလေယူပလိုက်တဲ့အခါကျတော့ဘုရားကအဝိဇ္ဇာတော့တဏှာဒီလေးငါစေတတ်တာ
ဘုရားသာသနာအဋ္ဌာရိတ္တဗမြင်ကြီးဆိုပြီးကြတော့ဘုရားကဲ့တော်မူတယ်ဟောအဝိဇ္ဇာအာကြီးတဲ့ပုဂ္ဂိုလ်တဏှာကြီးဆုံးနေတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘဝတဏှာမစွန့်နိုင်တာနဲ့ကံအားကိုးချလိုက်တာသဘောကျဘဝတဏှာကိုဘာအားကိုးလိုက်ကံမဲကဥစ္စာရှိတော့လေယူပလိုက်တယ်ကွာသဘောကျလားဒါရင်ဓမ္မတို့ဒီဒိဋ္ဌိဟာသေးသေးတိမ်တိမ်လို့တခါကြုံမြည်လိုက်တယ်ဟိုတရားဝင်းကိုပြေဖောက်လာတာမဟုတ်ဘူးလားဘယ်လိုလဲယုံနာတဝိညာဏတသင်္ညာဏတသင်္ညာဏတသင်္ခါရဏတဝိညာဏဏတလို့အနတ္တတွေကုန်ဟောလိုက်တော့တခါလဲသူစိတ်တယ်ဘယ်နဲ့ပြအနတ္တကတာနိငါမဟုတ်တဲ့ပြီးတော့ကုန်တော့ကာမဏိကံလို့ဒီကမ္မဒါနကံတာရင်ငါဥစ္စာရှိသည်ဟူ၍ငါဥစ္စာတစ်ခုရှိတော်တယ်လေဖူတန်းသည်ရောက်ကုန်ပြီအလုံးစုံအနတ္တဖြစ်လို့ရှင်းဖြင့်အနတ္တမဟုတ်တဲ့ကံမျိုးရှိတော်တယ်ကံကိုအနတ္တဟုတ်တော့ဘူးအနတ္တကံဒီကံအတ္တမဟုတ်ဖြစ်ပြီးတော့ကုန်တော့ကံမာနိကံတို့ဒီကမ္မဒါနကံတာရင်မိမိဥစ္စာမိမိကံတာရင်မိမိတစ်ခုရှိတော်တယ်ဟူ၍ဖူတန်းသည်သူစိတ်ထဲရောက်ကုန်ပြီကံနဲ့ငါ့ဥစ္စာတစ်ခုရှိတော့ကျန်တာအနတ္တကြီးပဲဟောဘယ်လောက်ဆိုးသွားလဲသဘောကျကံနဲ့မင်းဥစ္စာရှိရတယ်ဆိုတော့ဒီဥစ္စာလေးကသူဆွဲထားတော့မယ်၊ကင်ထားတော့မယ်ဒါလေးကတော့မပြောက်ပြတ်နိုင်တဲ့ပစ္စည်းဆိုပြီးသောတကတိဆွဲထားတယ်မဆွဲဘူးလားဆွဲကိုင်းတရားဓမ္မတို့ရင်းနေကြတယ်ဩဒါဖြင့်တရားဓမ္မတို့ခွန်းနေကမူလပြောခဲ့တယ်ဆရာဘုန်းကြီးပြောခဲ့တယ်အဓိပ္ပာယ်ကိုခင်ဗျားတို့ကောင်းကောင်းရှင်းရမယ်ကံပြည့်တဲ့နေရာပဲချုပ်တာပဲနော်နိဗ္ဗာန်မရသေးလို့အကျိုးပေးခဲ့လို့ရှင်အလားတူတော့မပေါ်ဘူးလားလိုက်ပါရဲ့လားမလိုက်ပါဘူးဆိုတဲ့အဓိပ္ပာယ်ပဲဒီကံစင်စစ်အထည်တော့မလိုက်ဘူးပေါ့ဗျာပတ္တိလေးတော့အကျိုးပေးမှာပေါ့ဗျာဒါတော့ဒီကံကတော့ဒီမှာပြည့်တဲ့နေရာမှာမချုပ်ဘူးလားရှင်းမလားအဲ့တော့ဘိုးတဲ့သူလည်းအနတ္တပဲဆိုတာသဘောကျကံလည်းပါပါလေအနတ္တပဲဆိုတော့ခုနကရန်ကဒီလိုယူရလားအနတ္တကတာကြီးအတ္တမဟုတ်ဖြင့်ပြီးတော့ကုန်တော့ကံမာနိကံလို့ဒီကမ္မဒါနကံကလည်းမြဲသောခိုင်သောတရားအတ္တရှိကုန်ပြီအတ္တရှိကုန်ပြီဖြစ်အတ္တရှိကုန်ပြီဟူ၍ဖူတန်းတိရောက်ကုန်သူကံမင်းငါဥစ္စာသူဆုတ်ထားရမှာပဲကျန်တာတွေကအနတ္တကြီးဖြစ်ကုန်ပြီသဘောကျအဲ့တော့သူကကံကိုအနတ္တသဘောသူယူသေးရလားကံကိုအတ္တသဘောမယူဘူးလားအဲ့ဒီမှာလေကံမတွေကကံကတော့ဖြင်းနောက်ကလိုက်ပြီးနေတော့ခင်ဗျားတို့လည်းဘယ်သဘောရောက်တခါကျဘယ်သဘောရောက်အတ္တသဘောရောက်တယ်သိကြပါလားအတ္တဆိုတာခိုင်နေနေတယ်ပေါ့ဗျာဒီလိုရင်မထားဘူးလားဘာသာတော်တယ်ဓမ္မအတ္တနေတော့ဒါကြွယ်ဘယ်နဲ့နေလဲဆန်းကျင်တော့ဖြစ်မတော်ဘူးလားသဘောပါလားအဲ့တော့ခொနကယဟန်ဖောက်ပုံနဲ့ခင်ဗျားတို့ယူထားပုံနဲ့တန်းနေအဲ့ဒါကြောင့်ကမ္မဝါဒီသတ္တရဒိဋ္ဌိရင်းပြီလားဘာလဲကမ္မဝါဒီသတ္တရဒိဋ္ဌိဖြစ်ပြီးခါကနေတော့ဓမ္မတို့လူပြင်းတ်တွေဓမ္မတွေကံကံယူယုံကြည်တာလူပြင်းတ်တွေဓမ္မတွေချုပ်ပြပါလေသဘောကျဒီကံကြီးကျိုးပေးတာကိုခင်ဗျားတို့ကသဘောကျနေလို့ရှိရင်ဖြင့်တဲ့နိဗ္ဗာန်တော့ဘယ်နဲ့တော့ကမ္မဝါရီရှိနေတာဟုတ်ဗျာဒါကြောင့်ကမ္မတက္ကဋဉာဏ်ဆိုတဲ့ဥစ္စာအဉာဏ်ကားဉာဏ်သစ္စာအနုလောမိကဉာဏ်မှာအထက်ဉာဏ်လို့မှတ်လိုက်စမ်းဘယ်ဉာဏ်ကအထက်ဉာဏ်ပါလဲသစ္စာအနုလောမိကဉာဏ်ကမ္မတက္ကဋဉာဏ်သစ္စာအနုလောမိကဉာဏ်သဘောကျရင်ကိုင်းဒီဥစ္စာကလည်းဥပ္ပိပန္နတရလာတာမျိုးရှင်းပြရပါလေကမ္မတက္ကဋဉာဏ်ဆိုတာပါဏာဘလည်းရှိတယ်သဘောကျလားကမ္မတက္ကဋဉာဏ်ဆိုတာပါဏာဘလည်းရှိတာပဲကာဏဘဝေလမပုံနာကြီးတို့သမီးချောင်းကြီးဆိုတာပေါ့ရွှေကထဲမှာငွေကထဲမှာရွှေထက်ရွှေကထဲမှာငွေထက်အမျိုးမျိုးပုံပုံထက်ပြီးထူးနေတာရှစ်သောင်းလေးတောင်ချတယ်ကမ္မတက္ကဋဉာဏ်နဲ့လုပ်နေတာဆိုတော့ကျတို့ခရလာမှာပဲသဘောကျအဲ့ဒီကမ္မတက္ကဋဉာဏ်နဲ့နိဗ္ဗာန်မရောက်နိုင်သေးဘူးသစ္စာအနုလောမိကဉာဏ်ရောက်တက်ပါသဘောကျဘယ်ဉာဏ်ရောက်တက်ရသစ္စာအနုလောမိကဉာဏ်ဆိုတာကတော့ခင်ဗျားတို့ဘယ်တရားလာနိဗ္ဗာန်ပြည့်ညတ်မှာတပါးကို
ဖြစ်ပြီးပြတဲ့ဒုက္ခသစ္စာဖြစ်အောင်ရှုနိုင်မှသစ္စာလို့နောမိကဉာဏ်ဖြစ်တယ်ဖြစ်ပြရှုနိုင်မှဘာဉာဏ်ဖြစ်တယ်ကောင်းတာလို့ကောင်းကျိုးပေးတယ်လို့သိတဲ့ဉာဏ်ကတော့ကမ္မတ္တဉာဏ်ကောင်းတာလို့ကောင်းကျိုးပေးတယ်လို့သိတာကမကောင်းတာလို့မကောင်းကျိုးပေးတယ်လို့သိတာကကမ္မတ္တဉာဏ်တဲ့အဲ့ဒါသာသနာကလို့ခေါ်တယ်သာသနာ့လွမ်းမှာဆိုလို့ရှိရင်ဘယ်ဉာဏ်ရဖို့ရည်ကြည့်ရောသစ္စာနိရောဓိကဉာဏ်ရဖို့ရည်ကြည့်တယ်ဆိုတော့ခင်ဗျားတို့ကိုဆရာဘုန်းကြီးကသင်ထားလိုက်ရှိပါပဲရုပ်ရည်ဉာဏ်ဖြစ်ဖြစ်စိတ်ဖြစ်ဖြစ်ဝိညာဉ်ဖြစ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 ်မြင်သစ္စာနဲ့လျော်ပြီသစ္စာကသစ္စာနိရောဓိကလျော်တယ်သစ္စာနဲ့လျော်တဲ့ဉာဏ်ရမှနောက်သစ္စာဉာဏ်တက်နိုင်တော့ဘောမျက်မှောက်ရင်တက်နိုင်မှာမလားဒါဖြင့်ဒကာရမတို့ခင်ဗျားတို့ခုဖြစ်တဲ့ရှုနေတဲ့ဉာဏ်ဘာဉာဏ်ခေါ်ကြသစ္စာနိရောဓိကဉာဏ်ဆိုတော့သစ္စာနိရောဓိကဉာဏ်လို့ဆိုတော့ဒကာရမတို့ခင်ဗျားတို့နိဗ္ဗာန်ရောက်မှဉာဏ်ရှိသဘောပါလားဘာဉာဏ်မိုင်းလဲသစ္စာနိရောဓိကဉာဏ်နိဗ္ဗာန်ရောက်မှဉာဏ်ရှိနော်သာသနာ့ဘုံမှာပေါ်တယ်နော်သာသနာ့ဘုံမှာကမ္မတ္တဉာဏ်ကတော့ရှိတယ်ဆိုတာသဘောကျကမ္မတ္တဉာဏ်ကဘာလို့လို့မေးတဲ့အခါကမ္မတ္တဉာဏ်ခင်ဗျားတို့လည်းအကုန်ရှိကြတာပဲရှိရင်ရှင်များကငါလုံးငါရဆိုတဲ့အတ္တဒိဋ္ဌိပြုတ်မပြုတ်မပြုတ်ဘူးငါလို့ရင်ငါရတယ်လို့မယူဘူးလားငါပြုတ်ကြလားမပြုတ်ရင်ဘာလို့လဲရှင်းမလားအတ္တဖြေလို့မရဘူးငါလို့ရင်ငါရတယ်ဆိုတော့အတ္တကြီးပါနေတာမတူဘူးလားဘာဒိဋ္ဌိလဲသဘောပါလားအဲ့ဒါကမ္မတ္တဉာဏ်ကဒကာအောင်လို့ဒကာသိတို့အတ္တဒိဋ္ဌိပြုတ်ပါတယ်မပြုတ်ဘူးငါလို့ငါရနေလို့ရင်နေရမှာပဲသဘောကျအတ္တဒိဋ္ဌိပါမလားကမ္မတ္တဉာဏ်ကနိဗ္ဗာန်ကံွယ်တာကဒီအတ္တဒိဋ္ဌိကကံွယ်တာသဘောပါကမ္မတ္တဉာဏ်ကနိဗ္ဗာန်ကိုဘာနဲ့ကံွယ်လားအတ္တဒိဋ္ဌိနဲ့ကံဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဒီကိဉ္စီသင်္ခါရမိစ္ဆာတော်ပတ္တတော်အနုလောမိကာယခန္တီဟာသမိတ်တိနေတန်းဌာနဝိသတိအတ္တဒိဋ္ဌိရှိနေလို့ရှိရင်သစ္စာနဲ့လျော်တဲ့ဉာဏ်ဘယ်တော့မှမရဘူးကွာသဘောကျသစ္စာကြည့်တဲ့မဉာဏ်ဘယ်တော့မှမရဘူးကွာလို့မဟုတ်ဘူးလေအဲ့ဒါတွေဟောထားတော့မှဒီကမ္မတရဏဉာဏ်ကအတ္တဒိဋ္ဌိမပြုတ်မှန်းကိုသိကြပါလားသိပါပါဘုရားပြောပါတယ်ကမ္မတရဏဉာဏ်ကဘာပါလဲမပြုတ်ဘူးတဲ့ဒါပြင်ဒိဋ္ဌိခံနေတယ်ပေါ့ဗျာသစ္စာနိရောဓိကဉာဏ်ဆိုတာတော့ဖြစ်ပြမြင်တဲ့ဉာဏ်သစ္စာနိရောဓိကဉာဏ်ဩဒီဥစ္စာတွေကငါကုံကငါဥစ္စာမဟုတ်လို့ပြည့်နေတာပဲလို့ဆိုတော့သစ္စာနဲ့မလျော်ဘူးအဲ့ဒါကတော့ပြန်နိဗ္ဗာန်သိချရောက်တယ်အတ္တဒိဋ္ဌိပါလေသတ္တရဥစ္စေတာပါလေမပါတော့ခင်ဗျားတို့ဖြစ်ပြသေးတဲ့ဉာဏ်ကတော့ဖြင့်သစ္စာနဲ့လျော်သောကြောင့်သစ္စာထဲမှာလည်းနိဗ္ဗာန်ပါနေတယ်ဆိုတော့သိကြပြီလားမသိကြဘူးလားအဲ့ဒါကြောင့်သူကတော့နိဗ္ဗာန်ရမယ်ညာကမ္မတရဉာဏ်ကတော့သူပတိသွားဖို့လောက်သိချတယ်ရှင်းမလားကမ္မတရဉာဏ်ကဘယ်သွားဖို့သိကြဘယ်နဲ့ကြောင့်နိဗ္ဗာန်ကြောင့်မသွားပါလေလို့ဆိုတော့ခင်ဗျားတို့ကအခြေထွက်ရင်အတ္တရိကအတ္တရိကကွာရလားငါလို့ရင်ငါရတယ်ဆိုတော့အတ္တရိပြုတ်ပါရလားဒိဋ္ဌိယူကသောတပရိမတ္တံကံဝတိဒီပြင်မဲ့ရနိုင်မှာသိကြပါလားဒါဖြင့်ဘယ်ဉာဏ်ဖြစ်လို့အရေးကြီးခင်ဗျားတို့ကျတော့ကျိုးရရမယ်ဆိုတာမပေါ်သေးဘူးဘယ်လိုပေါ်လာသစ္စာအနုလောမိကဉာဏ်ကိုကျိုးရရမယ်ဖြစ်ဖြစ်ကျိုးရရမယ်ပြောတာပဲဒါပြောပါကျိုးရမယ်ပြောပါရှင်းမလားအဲ့တော့ကမ္မတရဉာဏ်လို့တော့လုပ်ပါဗျာဘိုးကိုတောင်းတာမလုပ်ပါနဲ့ဝိတ္တရာဝိမှန်ပြီးလုပ်ပါလို့သတိပြလိုက်ပါတယ်ရှင်းမလားသို့တော်မြဲတဲ့ပရိက္ခရမှာကဖြင့်သစ္စာအနုလောမိကဉာဏ်လောက်ရမယ်ကဲသစ္စာနဲ့လျော်တယ်မှလျော်တယ်ခင်ဗျားတို့အလုတ်တရားပြပါတော့မယ်သဘောကျအခုနောက်ပြမှာကသစ္စာနဲ့လျော်တဲ့အလုတ်တရားပြမယ်ဘာပြမှာပါလဲဒါကြတဲ့စောစောစီစီခင်ဗျားတို့စဉ်းစားထားလိုက်ခန္ဓာကိုယ်ထဲမှာနော်တန်ခိတ်တေနပြင်စုပါဒလက်ခန္ဓာပြီးဒုက္ခသစ္စာခင်ဗျားတို့တရားနဲ့ခန္ဓာကြီးဘာသစ္စာလဲ
ဒုက္ခသစ္စာနော်မှတ်ထားပါခင်ဗျားတို့ဘုရားနာတဲ့ခန္ဓာကြီးဘာသစ္စာရှင်းပြီနော်တရားနာတဲ့ခန္ဓာကြီးဘာသစ္စာဒုက္ခသစ္စာတို့တော့ခင်ဗျားတို့၅ပါးတဲ့ကတဘာဝဒုက္ခသစ္စာဖြင့်ကျမ်းစာတွေတူပေါ့ဗျာဟုတ်ဘူးလားတဘာဝဒုက္ခသစ္စာဖြင့်ကျမ်းစာတွေထူးသေးရဲ့တရားဓမ္မတို့အခုလိုလဲချီပြီးတရားနာကြရဓမ္မတွေပြင်ဒုက္ခတရားနာကြယောက်ျားတွေပြင်လည်းဒုက္ခတရားနာကြရတော့ကျင်းနာကြိုက်တာခဲတာလေမလာလားအောက်ကကျမ်းကလည်းအမားနဲ့အပေါ်ကအဖိကလည်းကြီးပါပြီကနေဒီရတဲ့ဒုက္ခဝေဒနာတွေကကာယသဗ္ဗိစ္ဆဖုဒ္ဓဗိစ္ဆဥဒ္ဓိကာယဝိညာဏဆိုတဲ့ဒုက္ခတော့ကာဝိညာဉ်တွေကအနှံ့ပေါ်နေတာမဟုတ်ရဘူးဒီဥစ္စာကကြောင်းပေါ်မှာပေါ်တာလားခင်ဗျားတို့ယုတ်ကလပေါ်မှာပေါ်တာယုတ်ကလပေါ်မှာပေါ်လာတယ်ဆိုတာမသိကြဘူးလားဒဝေနခန္ဓာလေးကဟုတ်ပါရဲ့လားဒုက္ခဝေဒနာခန္ဓာလေးပေါ့ဗျာဒုက္ခဝေဒနာခန္ဓာလေးရတယ်ဒကာဓမ္မတွေပေါ်လာပြီးခါလားဖြားဆိုဒကာဓမ္မတွေကနာရဲဆိုပြီးပြင်လိုက်တယ်ပြင်လိုက်တော့ဒုက္ခဝေဒနာကဝေဒနာခန္ဓာလေးချုပ်ဟုတ်လားအနာပေါက်နေတဲ့ဒကာတက်တည်းသေသွားအနာပေါက်နေတဲ့ဒကာတက်တည်းခုနကဝေဒနာခန္ဓာဒကာတက်ကိုဒုက္ခဝေဒနာခန္ဓာဒကာတက်အခုရှင်နေတာဘယ်လိုပါလဲဆိုတော့အနာပြောက်နေတဲ့ဒကာတက်မဆိုနိုင်ဘူးလားအနာပြောက်နေတဲ့အနာပြောက်နေတာဒီဘက်ကိုမရှိတာလားလို့ဆိုတော့ဘုဘူးဒုက္ခဝေဒနာနဲ့နေတဲ့ဒကာတက်ဒုက္ခဝေဒနာနဲ့နေတဲ့ဒကာကျွေးဒုက္ခဝေဒနာနဲ့နေတယ်ဥပဟုမဆုံးနိုင်အနာတော့မပြောက်ဘူးပေါ့ဗျာဝေဒနာပြောက်ဘယ်နဲ့ဆိုကြအနာတော့မပြောက်ပါဘူးဝေဒနာကြောင့်တာလည်းမနေဘူးဒါနဲ့အရင်တယောက်ဒုက္ခရောက်သွားပြီဆိုတာဘုန်းကြီးကပြောလို့လိုသေးတယ်ဒုက္ခဝေဒနာတခါတည်းတည်းရှားတွေ့သေးရတယ်ဩဒါနဲ့ဒုက္ခသစ္စာမို့ဒုက္ခရောက်သွားတယ်ဘယ်နဲ့ဆိုကြဒုက္ခသစ္စာမို့ဒုက္ခရောက်သွားတာပေါ့တယောက်ဝင်လဲသွားမလဲသေးဘူးလားအစပြောင်းသွားသေးဘူးလားအဲ့ဒါကြတော့ဒီလိုမြင်လိုက်တဲ့အခါကျတော့ဒုက္ခသစ္စာနဲ့ဖလျော်တဲ့ညာဝန်းနေပေါ်လာခန္ဓာကဒုက္ခသစ္စာပြလိုက်ဒုက္ခသစ္စာပါလားဒုက္ခရောက်သွားလို့သိတဲ့ဖလျော်တဲ့ညာလေးကဝန်းနေရောက်လာတာဒါဖြင့်သစ္စာနိရောဓိကညာဆိုတော့ဟိုခန္ဓာကသစ္စာဒီကဖလျော်တဲ့ညာခန္ဓာကဝန်းနေပေါ်တဲ့ညာကဟိုဖြစ်တာနဲ့ကိုဖလျော်နေတဲ့ညာဒါကြောင့်ဟိုခန္ဓာကဒုက္ခသစ္စာပြရတယ်ဝန်းနေကသိတာကလည်းဒုက္ခသစ္စာလို့ပဲသိတယ်ဖလျော်တဲ့ညာရဒါကြောင့်သစ္စာအနုလောမိကညာသဘောပါလားသစ္စာအနုလောမိကညာဆိုတော့ခင်ဗျားတို့ကရှုပ်နေမှာဆိုလို့ခင်ဗျားတို့ခန္ဓာကြီးဖြစ်ပြက်ကဘာသစ္စာဘယ်ကတည်းကသိသွားတာကဘာသစ္စာအဲ့ဒါလေးတကသိကကြည့်လိုက်တကကြည့်လိုက်အောင်မှကြည့်လိုက်ပြီးဆိုမှဖြင့်ဟိုကလည်းသစ္စာပြတယ်ဒီကလည်းသစ္စာသိတဲ့ညာကဝန်းနေမပေါ်ဘူးဒါဖြင့်ဒကာရမတို့ပြတာကဒုက္ခသစ္စာသဘောကျသိတာကလည်းဒုက္ခသစ္စာသိတဲ့ညာသစ္စာပြတယ်သစ္စာသိတဲ့ညာပေါ်တာသစ္စာကပြတယ်သစ္စာသိတဲ့ညာပေါ်တယ်သစ္စာကပြတယ်အဲ့ဒါသစ္စာနဲ့လျော်တဲ့ညာဒီညာကသာသနာ့လုံးမရသာသနာ့ဘာမမရသာသနာ့ဘာဓမ္မတေရညာလမ်းဆုံးဖြစ်တခါကျော်ရေးနေကောင်းပြီကမ္မတေရညာခေါင်းကလည်းပြောခဲ့တယ်သူကဒိဋ္ဌိမကွာဘူးအခုကတော့ဒိဋ္ဌိပါသေးတယ်ခေါင်းကဒုက္ခဝေဒနာတခါသိတယောက်ရှားတွေ့သေးရဲ့အရိယာကိုပြောင်းလိုက်တော့လေတယောက်လုံးပြောက်သွားတာဆိုရင်လွယ်ပါသဘောကျအဲ့ဒါဘာသစ္စာဖြစ်သွားဒုက္ခသစ္စာဖြစ်သွားတော့ဉာဏ်နဲ့သိလိုက်တဲ့အခါကျတော့ဒီဉာဏ်လေးသစ္စာသိတဲ့ဉာဏ်ဟုတ်ပါရဲ့ဒါပြန်သစ္စာနဲ့လျော်အောင်သိတဲ့ဉာဏ်ဒါပြန်ဘုရားကဘယ်လိုဆုံးဖြတ်ချဒီဉာဏ်ပါဉာဏ်ခေါ်ပါသစ္စာဉာဏ်မိကဉာဏ်ရှင်းကြလားသစ္စာနဲ့လျော်အောင်သိတဲ့ဉာဏ်ခန္ဓာကသစ္စာပြဉာဏ်လည်းဒီလိုပဲသိတယ်ဒါသစ္စာလျော်အောင်သိတဲ့ဉာဏ်ကတော့ဒီလိုဆရာကောင်းသမားကောင်းနဲ့တွေ့ပါမှသာသနာ့နဲ့ကြုံပါမှမျက်မှောက်လို့ရှိရင်ဒီဉာဏ်ဘယ်တော့မှမရဘူးကမ္မတ္တရဉာဏ်က
ချိန်လေးရတယ်လို့အောင်းရဆမ်းပါသဘောကျလားကမ္မတရဏညာလမ်းတွေ့တဲ့ကဲလေးကြောက်ခဲလေးတစ်ခုသူများခလုတ်တိတ်မှဆိုရတဲ့ဘေးဖယ်ပြစ်ခဲ့ကိုလည်းကောင်းကောင်းသွားရသူတို့လည်းကောင်းကောင်းသွားပါလို့ကိုလည်းပါကိုဆိုတဲ့အတ္တလေးရှိတယ်ပါတယ်သူဆိုတဲ့အတ္တလေးရှိတော့အဲ့ဒါတွေကတော့ဖြင့်ဒိဋ္ဌိပြုတ်ပါတယ်မပြုတ်ပါဘူးငါလည်းကုသိုလ်ရအောင်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေချမ်းသာအောင်ဆိုပုဂ္ဂိုလ်ပါတာပဲသဘောကျအဲ့ဒါကြောင့်ဒကာဓမ္မတို့အဲ့ဒါသာနာ့ဘရရနိုင်တယ်ဆိုလိုက်ရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဘယ်ဉာဏ်ကသာနာ့ရင်းဉာဏ်လဲဒါဖြင့်ခင်ဗျားတို့ဝေဒနာလေးတွေဘယ်ကဒကာတတိယရေခုနကဒုက္ခဝေဒနာဒကာတတိယကိုပြည့်စည်သွားပြီအခုဒီဟာချမ်းသာတယ်ဆိုပြီးပြင်ပြီးဒီကလာထိုင်လိုက်တော့ပြင်စားရင်တော့ဒုက္ခဝေဒနာဒကာတက်ပဲနောက်ကြတော့နည်းနည်းလေးကြာတော့ပြန်တော့ဒုက္ခဝေဒနာတခုမပေါ်ဘူးဒါခုနကပေါ်တဲ့ဒုက္ခဝေဒနာဒကာတက်ရှင်းပြီဒါဖြင့်ဒကာဓမ္မတို့ခုနကပရမဓမ္မကတော့ဒုက္ခပေါ်သလိုလိုနဲ့ကြွတဲ့တုန်းကအဲ့ဒီဒုက္ခဝေဒနာတကတဲ့တယောက်အခုဒုက္ခပြန်ပေါ်တော့ရှိသေးသူတို့ပဲရောက်သွားတော့လို့မဲတဲ့အခါဖြစ်ပြီးပြက်သွားလေရဲ့ဒုက္ခဝေဒနာတကတဲ့တယောက်ပါလားရှားတွေ့လေရှားတွေ့လို့ရှိရင်ဒီဥစ္စာရှားမတွေ့တဲ့ဒုက္ခပဲဘယ်နဲ့ဆိုကြရှားမတွေ့အောင်ဒုက္ခရောက်သွားတယ်ဆိုရင်လွယ်ပါဒါနဲ့ရှားမတွေ့အောင်ဒုက္ခရောက်သွားတော့ခொနဲ့ကလည်းဒုက္ခသစ္စာခொနဲ့ကဆင်းရဲတာပြောတော့ဆင်းရဲတာတွေလည်းဒုက္ခသစ္စာအခုချမ်းသာတာပြောကြတယ်နောက်ကဆင်းရဲတာပေါ်တယ်နော်ဒါနဲ့ခင်ဗျားတို့မှာဒုက္ခလည်းဖြစ်ပြတယ်ဒုက္ခလည်းဥပ္ပခါဖြစ်ပြဆိုလို့ရှိရင်ရှားမလို့တာဒီခန္ဓာကိုယ်နဲ့နဲ့တပည့်ကြခန္ဓာကိုယ်နဲ့ပါလေလေရှားမလို့တာဒီလဲပြီးဒီကလာနေတော့ဒကာဓမ္မတွေဘာသစ္စာတွေပါလိမ့်စဉ်းစားကြည့်တော့ဒုက္ခလားရှားမတွေ့တာလားစဉ်းစားလိုက်ပြန်တော့ရှားမတွေ့တဲ့ဒုက္ခဒုက္ခလားချမ်းသာတဲ့ဒုက္ခလားရှားမတွေ့အောင်ကြောက်သွားတာလားဒါလည်းဒုက္ခပဲဟုတ်လားဥပိ္ပခာလားရှားမတွေ့အောင်ကြောက်သွားတာလားရှားတော့ကြောက်တဲ့သူပဲပဲသွားမယ်ဒါနဲ့ယံကိရှိဝေရိဒဓမ္မသဗ္ဗတံဒုက္ခသမိန်တိမင်းတို့ဝေဒနာသုံးမျိုးကဒုက္ခသစ္စာကြီးပဲဆိုတော့လွယ်ရရဲ့ဝေဒနာသုံးမျိုးလုံးပါပါလေဒုက္ခသစ္စာမှာတော့ပါပါလေဒုက္ခကြည့်လိုက်တဲ့တကသိပြတ်ပြတ်တာတွေ့တာဒုက္ခကြည့်လိုက်ပြန်ဥပ္ပခါကြည့်လိုက်ပြန်ပြတ်ပြတ်တာကြီးတွေ့ရင်တော့ဒကာအောင်လို့ဒကာကျွဲလို့ဖြစ်ရှင်းရပြောက်ရှင်းရမှတော့ပါရှိသေးဒါလည်းသူဘာသစ္စာတွေသိလိုက်ဘူးလားသိလိုက်တာကဉာဏ်နေဘူးလားပြတာကခန္ဓာကပြတယ်သိတာကဒါပြအပြနဲ့အသိမလျော်ဘူးအပြကလည်းဒုက္ခပြတယ်အသိကလည်းဘယ်လိုသိဒုက္ခလို့သိတယ်ဆိုတော့လျော်ပါပြီဒီအပြနဲ့အသိနဲ့လျော်လို့ရှိရင်လျော်တယ်ဆိုတော့သဘောကျအပြနဲ့အသိလျော်ရင်ဒါပြန်ခင်ဗျားတို့နာမည်ရင်းကြံပေးလိုက်သစ္စာအနိလောမိကညာသဘောကျဘာလဲလို့သစ္စာအနိလောမိကညာသစ္စာနဲ့လျော်တဲ့ညာသဘောကျဒါပြန်သစ္စာနဲ့လျော်တဲ့ညာဟာဒကာဓမ္မတွေကဘယ်ချိန်မှစဉ်းစားသူပေါ်ရဒုက္ခရှိဒုက္ခတွေ့တယ်ဖြစ်ပြီးကြောက်တဲ့ဖြစ်ပြီးကြောက်တဲ့ဒုက္ခရတာပဲတွေ့တာပဲဒုက္ခသစ္စာတွေ့ပြန်ဒုက္ခဝေဒနာလည်းကြည့်ပြန်တယ်ဒုက္ခဝေဒနာလည်းထူးရှားတယ်ဘူးကြောက်ပြတာပဲတွေ့တယ်ကြောက်ပြတဲ့ဒုက္ခပဲတွေ့ဥပ္ပခါလည်းကြည့်လိုက်ပြန်လည်းပါတွေ့တယ်ကြောက်ပြတဲ့ဒုက္ခနဲ့ဉာဏ်နဲ့မတွေ့ဘူးလားကြောက်ပြတဲ့ဒုက္ခသစ္စာသဘောကျသိတာတွေကလည်းဆိုရင်ဉာဏ်ခொနကပြောက်ပြတာကိုသိတာဟာအလျော်အားဖြင့်ကိုသိတယ်ကြောင်းပြန်သိတာမဟုတ်ဘူးသဘောကျလားဘယ်လိုသိပါလဲအလျော်ဒီကြောင်းပြန်သိကရှိသေးတယ်အခုကဘယ်လိုသိတာပါလဲအလျော်ဒီဆိုလို့ဖြင့်ဘာနဲ့လျော်တယ်ဆိုတော့ခန္ဓာကပြတဲ့သစ္စာနဲ့ဉာဏ်ကသိတာနဲ့လျော်တယ်ခန္ဓာကပြတာကလည်းဒုက္ခသစ္စာဉာဏ်ကသိတာကလည်းဒုက္ခလိုပဲသိ
ဒါဖြင့်သစ္စာအနုလောမိကညာဒီညာနဲ့ဒီကျိုးစားနေကြမယ်ဆိုရင်ဖြင့်စတဲ့ကသစ္စာတွေ့တော့သစ္စာဘယ်နှပါးရှိကြုံလို့မွေးဖို့မလိုဘူးလားသစ္စာဓမ္မတွေဒုက္ခသစ္စာရှိတယ်အကယ်ဒုက္ခသစ္စာမရှိဒီဉာဏ်ဘာသစ္စာဘောနိရောဓသစ္စာဘောသဘောကျဒုက္ခသစ္စာကိုကြည့်ခိုင်းတယ်ဒုက္ခသစ္စာမရှိရင်ဒီဉာဏ်ဘာပေါ်မရှိဒါဖြင့်ဓမ္မတို့ဒီဒုက္ခသစ္စာကြီးကိုသာလျော်အောင်ကြည့်နေလို့ရှိရင်ဒီဒုက္ခသစ္စာကြီးကိုခင်ဗျားတို့ကလျော်အောင်ကြည့်နေတော့အဲဒီဒုက္ခသစ္စာကြီးကိုမုန်းပါတယ်ဒီဒုက္ခသစ္စာကြီးနဲ့လွတ်ချင်ပါတယ်ဒီညာကြီးကုန်တက်လာပါဒီဒုက္ခသစ္စာကြီးနဲ့ဆိုနေခြင်းပါဘူးမလာဘူးလားအဲ့ဒီလိုလာတဲ့အခါကျတော့တခါလေခေါင်းကလျော်ဒုက္ခသစ္စာဆိုတဲ့ခန္ဓာကြီးဟာပျောက်ပြတ်သွားတခါအောင်ဘာဖြစ်သွားပျောက်ပြတ်သွားတော့ဟိုတရားဓမ္မဒုက္ခသစ္စာချုပ်သွားဒုက္ခသစ္စာချုပ်သွားတော့ခေါင်းကကြည့်နေတဲ့ဉာဏ်လေးကသူလည်းဖြစ်တဲ့နဲ့ကြည့်နေတဲ့ဉာဏ်ကအရင်တော့ဒုက္ခသိစေတဲ့ဉာဏ်အခုတော့ဒုက္ခချုပ်တာကိုမြင်တဲ့ဉာဏ်ဖြစ်သွားတယ်ဒုက္ခချုပ်တာဒီနိဗ္ဗာန်နိဗ္ဗာန်ချုပ်ပြီလို့သူကသိကြတော့နိဗ္ဗာန်နဲ့ဆေရောတဲ့ဉာဏ်ပေါ်လာဘယ်လိုလဲဒုက္ခနဲ့ဆေရောတဲ့ဉာဏ်နောက်ဒုက္ခချုပ်သွားတော့နိဗ္ဗာန်နဲ့ဆေရောတဲ့ဉာဏ်ပေါ်လာတေဒီချာချာမပါဒီနှလုံးအရင်အရေးကြီးနေတယ်ဒီနှလုံးသိရေးကြီးတယ်ဆိုတာဓမ္မတို့နာကြီးတွေသိနေနော်ဒီနှလုံးသိရေးကြီးတယ်ဓမ္မတို့အလုံးလုံးတဲ့လူပါပရမဖြစ်တဲ့ဉာဏ်နဲ့ဆေရောနေဒါကဒုက္ခသစ္စာနဲ့ဆေရောတဲ့ဉာဏ်ဖြစ်တဲ့သိတဲ့ဉာဏ်နဲ့ကြိုက်နေရင်သစ္စာအနုလောမိကဒုက္ခသစ္စာအနုလောမိကညာရှင်းမလားဘာညာနဲ့ဗျာဒုက္ခသစ္စာနဲ့လျော်တဲ့ညာများဒကာဓမ္မတွေပဲလို့ဆိုနောက်တော့ဒီဒုက္ခသစ္စာကြီးရှိပါများမုံရကနေမလို့ခြင်းကနေကင်းကျင်တဲ့သဘောတွေပေါ်ပြီပေါ်လာတဲ့အခါကျတော့ကင်းကျင်တဲ့သဘောတွေပေါ်လာတဲ့အခါကျတော့တဏှာချုပ်လို့ကင်းကျင်တာဘူးရအဲ့တော့ကင်းကျင်တဲ့အချိန်ကျတော့ဖြတ်ဆိုခொနကရှင်းတိုင်းကဒုက္ခသစ္စာတွေအခုပြောက်သွားဒုက္ခသစ္စာတွေအခုပြောက်သွားတော့ဒုက္ခမရှိတာတွေ့ရတော့မှာပေါ့ဗျာသဘောကျဒုက္ခမရှိတာတွေ့ရတော့ဒုက္ခမရှိတာတွေ့တဲ့ညာဟာလဲဒုက္ခမရှိတာကနိရောဓတွေ့တဲ့ညာကလည်းအနိရောဓပဲတွေ့တယ်နိရောဓလိုပဲသိတာပဲမသိဘူးလားဒါဖြင့်အဲ့ဒီညာကလည်းသစ္စာအနုလောမိကညာပဲနိရောဓနဲ့သေရောတဲ့ညာဘယ်ညာဆိုကြပါနိရောဓနဲ့သေရောတဲ့ညာဆိုတော့နိဗ္ဗာန်နဲ့သေရောတဲ့ညာဝါနိဗ္ဗာန်မြင်တဲ့ညာသဘောပါလားဘာညာခေါ်ကြမလဲနိဗ္ဗာန်နဲ့သေရောတဲ့ညာဝါနိဗ္ဗာန်ပြုတဲ့မဲ့ညာပေါ်ပြီလားအဲ့ဒီတော့ခင်ဗျားတို့ကိုသင်ထားတာဒီနေ့မများပါဘူးတရားဓမ္မတွေခန္ဓာကိုယ်ထဲမှာဖြစ်တတ်ဒုက္ခသစ္စာကသိနေရပြန်ပြောမယ်ဒုက္ခဝေဒနာမတွေ့ဘူးဖြစ်တယ်နဲ့ပြတ်တာကိုဖြစ်တယ်နဲ့ပြတ်တယ်လို့ပဲသိနေမယ်ဒီညာဘာညာဟောသစ္စာမျိုးမကနဲ့ဒုက္ခကြည့်ရတယ်ဖြစ်တယ်နဲ့ပြတ်တာပဲတွေ့တယ်ဒီညာဘာညာဟောဥပ္ပဒါကြည့်လိုက်ပြန်မယ်ဖြစ်တယ်နဲ့ပြတ်တယ်ပဲတွေ့တယ်ဒါနဲ့ဒုက္ခသစ္စာနဲ့လျော်တဲ့ဉာဏ်ကြီးရမရဘူးလားရတော့ဆက်ရှိမောဒကာကျေတို့ဒကာအောင်လို့ဆက်ရှိမရှိပါဘူးဆက်ရှိလိုက်တဲ့အခါကျတော့သစ္စာနဲ့လျော်တဲ့ဉာဏ်ကြီးများမရတော့ဩမိမိရထားတဲ့သစ္စာကဖြင့်ဒုက္ခအသုံးကြတာဟုတ်လားဒုက္ခဆင်းရဲတာခါကအသုံးကြတာသစ္စာကမှန်တာဆက်ဆုပ်เสียအသုံးကြတာမှန်ပြီသဘောကျလားဒုက္ခသစ္စာကိုဒုက္ခဆက်ဆုပ်เสียခါကအသုံးကြတယ်သစ္စာဒုက္ခဆက်ဆုပ်เสียခါကသစ္စာဘာမှမဆိုင်ဆက်ဆုပ်เสียအသုံးကြတာမှန်သဘောကျဘယ်လိုဆိုကြပါဒါခန္ဓာကိုယ်ဖြစ်တဲ့ကိုမြင်လေးဖြစ်တဲ့ဘယ်လိုဆိုကြပါမလဲဆက်ဆုပ်เสียအသုံးကြတာမှန်ဖြစ်တယ်ဘယ်လိုဆိုကြပါဒါဆက်စုပ်ကြလုံးကြတာမှဆိုတော့ဒုက္ခသစ္စာပဲသဘောကျလားဒါလည်းဖြစ်တဲ့ဒီဒုက္ခသစ္စာသိတဲ့ဉာဏ်ဒီလျော်တဲ့ဉာဏ်ဒါပြန်သစ္စာလုံးကဉာဏ်
ဒီညာနဲ့ဒီကကြောတို့ကဆက်ပြီးကျူးစားပါကျူးစားတော့ဒီဒုက္ခသစ္စာတွေကပြည့်လို့မုံညွန်းလာမှာပေါ့မလားဘူးမုံညွန်းပါများလာတော့သူ့ဘောမှာလိုချင်တဲ့စိတ်တွေလာဘူးမလားမလို့ခြင်းတော့မင်းနဲ့သူနေခြင်းတော့လို့ဆိုတဲ့ဉာဏ်တရားတက်မလာဘူးလားတက်လာတဲ့ခါကျတော့တဏှာမလို့ခြင်းဘူးဆိုတဲ့သဘောလေးနဲ့ပေါ်လာပါရောဖွင့်ကဆက်စုစရာအသုံးကြတယ်အကုန်ချုပ်သွားတော့ယောဂီပုဂ္ဂိုလ်ပဲဖြစ်လာရှုနေတဲ့ယောဂီပုဂ္ဂိုလ်ပဲဖြစ်လာတော့ဆိုတော့ဟဲခုမှပဲချမ်းသာပြီတော့တယ်မလားဘူးဆက်စုစရာအသုံးကြတယ်မြင်ရလေမမြင်ရတော့ဆက်စုစရာအသုံးကြတယ်မရှိတော့ဘူးခုမှပဲအရင်တော့လည်းပြည့်စည်မလိုက်ခင်တော့ရှုပ်နေတယ်အခုတော့ပြည့်စည်လိုက်တော့ရှင်းတော့စိတ်ချင်းကြီးလို့မလားဘူးကဒီမှာဒုက္ခချုပ်တော့တယ်ကြီးလားဒုက္ခချုပ်တော့ဘယ်နဲ့ကြီးလာတော့ဒုက္ခချုပ်တာနဲ့တော့ကြီးတာဒါရင်ဒုက္ခချုပ်တာနိဗ္ဗာန်ကြီးလာတာကမင်းညာဒုက္ခချုပ်တာကြီးလာတာဒါဖြင့်ဒီမညာနိဗ္ဗာန်နဲ့မလျော်ဘူးနိဗ္ဗာန်ကလည်းပါဒုက္ခချုပ်တာစိတ်ထဲမှာဒုက္ခချုပ်တာမြင်ရတာပဲမြင်ရတော့မြင်မမလားဘူးမြင်ရတော့ကိုဒုက္ခချုပ်တာနဲ့မြင်ရတာနဲ့မလျော်ဘူးဒုက္ခချုပ်တာကနိဗ္ဗာန်လျော်တာကမညာဒုက္ခချုပ်တာလျော်တာအဲဒီမှာပထမဒုက္ခနဲ့လျော်တဲ့ညာနောက်ကဒုက္ခချုပ်တာနဲ့လျော်တဲ့ညာဒီညာကိုတက်သွားရမယ်ပထမဘာနဲ့လျော်ရမလဲဒုက္ခနဲ့လျော်ပြီးတဲ့ညာပေါ်ရနောက်ဒုတိယချုပ်ရှိပါများလာရင်ဘာပေါ်ရမလဲဒုက္ခချုပ်တာနဲ့လျော်တဲ့ညာပေါ်ရဒါဖြင့်ဒုက္ခနဲ့လျော်တဲ့ညာကသစ္စာညာဘာပါကြနိရောဓနဲ့လျော်တဲ့ညာကဒုက္ခချုပ်တာနဲ့လျော်တဲ့ညာကမင်းညာသဘောကျဒါဖြင့်မင်းညာနဲ့ဒကာဓမ္မတို့ခွင့်ကဒုက္ခနဲ့လျော်တဲ့ညာကဝိပဿနာညာဒုက္ခချုပ်တာနဲ့လျော်တဲ့ညာကမင်းညာရှင်းမလားဒုက္ခနဲ့လျော်တဲ့ညာကဝိပဿနာညာသစ္စာနိရောဓဉာဏ်ဆိုမှဝိပဿနာပဲရှင်းပြီနော်နောက်ရရှိပါများလားဒီဒုက္ခတွေမလို့ကျလို့ချုပ်သွားတဲ့ခါကျတော့နိရောဓပေါ်ဘူးလေဒုက္ခနိရောဓပေါ်ဗျာဘယ်နဲ့ဆိုကြဒုက္ခနိရောဓဆိုတော့ဒုက္ခနိရောဓကဒုက္ခချုပ်ဒုက္ခနိရောဓချုပ်ပြီးလို့သိတာကညာမနေဘူးလားဒါဖြင့်ဒုက္ခနိရောဓနဲ့ညာနဲ့တွဲလိုက်ဒါဖြင့်နိဗ္ဗာန်ပြီးတဲ့ညာဘယ်လိုဆိုကြနိဗ္ဗာန်ပြီးတဲ့ဉာဏ်ဆိုတော့မရှင်းသေးဘူးလားဒါဖြင့်ဒကာဓမ္မတွေသစ္စာနုလောမိကဉာဏ်ရမှာနိဗ္ဗာန်ပြီးတဲ့ဉာဏ်ရမယ်ဒါသစ္စာနဲ့လျော်တဲ့ဉာဏ်မှမရရင်နိဗ္ဗာန်ပြီးတဲ့ဉာဏ်မရနိုင်ဘူးဆိုတော့သိကြဘူးလားဒါဖြင့်ဒကာဓမ္မတွေယနေ့ကြီးပြလိုက်တာကခင်ဗျားတို့ဝေဒနာရှုစိတ်ရှုရုပ်ရှုကြိုက်တာရှုဖြစ်တဲ့ဒုက္ခသစ္စာပဲလို့သိသိနေဘယ်လိုမှကြမလဲဘာလဲတွေ့ဖြစ်တာတွေ့နေဖြစ်တာဒုက္ခသစ္စာပြက်တာတွေ့နေအဲဒီညာလေးတော့ရောက်လို့နေဖြစ်တာတွေ့လည်းပါဒုက္ခသစ္စာပြီးတဲ့ညာမဲပြက်တာတွေ့တယ်ဒါသစ္စာနဲ့လျော်တဲ့ညာမရတယ်ဘူးလားအဲဒီညာနဲ့ကတို့လေလို့ချင်းနိဗ္ဗာန်နဲ့လျော်တဲ့ညာဆူလောင်းတဲ့သူ့ဟာသူလာတယ်သဘောကျဒုက္ခနဲ့လျော်ပြီးတဲ့ဉာဏ်လာပြီးနိဗ္ဗာန်ကိုလျော်တဲ့ဉာဏ်လာမယ်ဒုက္ခနဲ့လျော်တဲ့ဉာဏ်လာရင်နိဗ္ဗာန်နဲ့လျော်တဲ့ဉာဏ်မလာဘဲနဲ့ဆိုရပါမလားသဘောပါကြဒါဖြင့်အားလုံးကြရမှာလေအိမ်ကြတော့ထိုင်ကြတယ်ထိုင်ကြတော့ကိုယ်နေရာဒီနေရာကရံကိုယ်နေရာကောင်းဒီနေရာကောင်းကိုယ်နေရာကအလတ်စားဖြစ်ကိုယ်စိတ်ကလေးပေါ်ဒီစိတ်ကလေးပေါ်ဟိုနေရာတောင်းတယ်ဒီနေရာကြိုက်ခဲ့ခဲကျင်တာခဲတာလေးကဖြစ်ပြီးပြသွားတာပဲဖြစ်ပြီးပြသွားတဲ့ဒုက္ခသစ္စာကြီးပဲဒုက္ခသစ္စာကြီးပဲကပေါ်တဲ့နေရာကဒုက္ခသစ္စာလိုက်နေသစ္စာမျိုးကညာမရသေးဘူးလားပေါ်တဲ့နေရာကိုအခုလိုက်နော်လိုက်လိုက်တဲ့ခါကျတော့ဘာညာရသွားတယ်သစ္စာမျိုးကညာရသွားပြီခန္ဓာကသစ္စာပြတယ်ဉာဏ်ကလျော်တဲ့ဉာဏ်ရတယ်ခန္ဓာကဘာပြတယ်ခန္ဓာကသစ္စာပြတယ်ဉာဏ်ကဘာလဲလျော်တဲ့ဉာဏ်ရတယ်ဆိုတော့သစ္စာနှင့်လျော်တဲ့ဉာဏ်ရိပ်ပြီလားသစ္စာနှင့်ခန္ဓာကဘာပြတယ်သစ္စာပြဉာဏ်ကဘာရတယ်ဒါ
ဟာလေးကသိအရေးကြီးတဲ့စကားဒီတရားဝဲကူလုံးကနေတော်မူရှင်တွေကသိအရေးကြီးတာပဲခန္ဓာကဘာလဲဉာဏ်ကပဲရသေရောတဲ့ဉာဏ်ရမယ်တချို့ဉာဏ်ကြတော့ခန္ဓာကဒုက္ခပြခန္ဓာကတခါတည်းအမှုရွှဲဝဲတွေပဲပြဉာဏ်ကပဲရနော်နူတယ်နူတယ်ကြည့်ကောင်းတယ်လှုပ်ချင်လို့သဘောကျဉာဏ်နဲ့လေရော်လေးမလျော်ဘောကျိုးနေတယ်ကျိုးနေတာမှအမအကျိုးလေးမှကျိုးလို့ပဲကြည့်ကောင်းတာပဲသိရောရလားအဲ့ဒီလိုမလျော်တဲ့ဉာဏ်တွေကခင်ဗျားတို့ကသိညာတယ်ဒီနေ့ကစပြီးကြတာလျော်တဲ့ဉာဏ်ဖြစ်လို့ပါဘယ်လိုမိန်လေးပါလဲခန္ဓာဖြစ်ပြပြလို့ရှင်ပါသစ္စာတော့ဉာဏ်နဲ့ဩဒုက္ခသစ္စာလို့သိအောင်လို့ဉာဏ်ဉာဏ်ပါဉာဏ်ကိုရမယ်လျော်တဲ့ဉာဏ်ပါဠိလိုသုံးရင်သစ္စာနိဂမိကဉာဏ်အဲ့ဒီဉာဏ်များများရသွားလို့ရှိရင်ဖြင့်နောက်သစ္စာနိဂမိကဉာဏ်လာဦးမလာဘူးလားနောက်ကြတဲ့ဒီခန္ဓာကြီးကချုပ်သွားပြီချုပ်သွားတဲ့ခန္ဓာကြီးရမဟုတ်လားဒီရတဲ့သစ္စာဖြစ်သေးဘူးလားအဲ့ဒီသစ္စာသိတဲ့ဉာဏ်နဲ့သစ္စာနဲ့ဆေရောတဲ့ဉာဏ်ဘယ်သစ္စာတော့ငွေတော့နိရောဓနဲ့ဆေရောတဲ့ဉာဏ်ဒီတော့ကဒုက္ခနဲ့ဆေရောတဲ့ဉာဏ်နောက်ရမှာကအရင်ရမှာကနောက်ရမှာကအဲ့ဒါသုမတော်နဲ့ဒုက္ခနဲ့လျော်တဲ့ညာတော်များများရရင်နိရောဓနဲ့လျော်တဲ့ညာခင်ဗျားတို့သုမတော်နဲ့ရမှာဒီလိုရရတောင်းခံရတယ်ဆိုတော့ဟောကြရှင်းပြီနော်အလုံးလုံးတက်ပါလားကြည်တိုင်းကြည်တိုင်းဘာနဲ့လျော်တဲ့ညာအရင်ရမယ်ဒုက္ခနဲ့လျော်တဲ့ညာအရင်ရမယ်နောက်အထုပ်ကများလာလို့ရှိရင်ဘာနဲ့လျော်တဲ့ညာရမယ်နိရောဓနဲ့လျော်တဲ့ညာရမယ်အဲ့ဒါကိစ္စပြီးလို့မှတ်ပါရှင်းမလားကဲယနေ့ဒီရင်ကြွားကြပါ